ယနေ့သာသနာနှစ်2569ခုနှစ်ဘောဇာနှစ်1389ခုနှစ်တကူလာဇာ73ရက်တလင်းလာနေ့3လပိုင်း30ရက်2026ဧရာဝတီတိုင်းဒေသကြီးဒေရမြို့နယ်တုံရန်ကြီးပါကန္နာရက်ကွက်မှာနေထိုင်တဲ့အလူဒါယကဒကာကြီးဥစောမင်းဝေအလူဒါယကမှာဒကမာကြီးမမိုးမိုးဆန်တို့ကနေပြီးတော့နှစ်ပတ်မိဘများဖြစ်ကြတော့ဦးတင်ဦးဒေါ်ရင်မြင့်ဦးသိန်းတန်းဒေါ်နီလာလိုင်းဦးမောင်ဦးဒေါ်ကင်းတေးဒေါ်ထီရီတို့အားအမှုထားပြီးတော့ရှင်ပြုယဟန်ခံမင်္ဂလာပြုလုပ်ကြရမှာအခုက၌မိမိတို့ရဲ့အလူမင်္ဂလာမန္တမှာဓမ္မသဘင်ဆင်ရင်ကျင့်ပါရာယခုခါ၌ဦးစင်းအနေနဲ့ဘာတရားဓမ္မကိုရှင်းပြပေးမလဲဆိုလို့ရှိရင်ဘာတရားဓမ္မကိုဟောကြားပေးမလဲဆိုလို့ရှိရင်အမွေမလူပါနဲ့အမေလူပါတရားတော်ပြိဿကြီးပြောကြည့်ပါဦးအမွေမလူပါနဲ့အမေလူပါတရားတော်အဲ့တော့ဦးစင်းတို့လောကမှာအမွေတွေဆိုတာရှိတယ်မိခင်ဖခင်တွေပိုင်ဆိုင်ထားတဲ့အမွေတွေရှိတယ်အဲ့ဒီအမွေတွေဟာပြိဿကြီးဒီဘဝဒီခန္ဓာအတွက်သာလည်းအသုံးကြကောင်းကြနိုင်ပါလိမ့်မယ်ဟုတ်လားဒါပေမဲ့မိခင်ဖခင်တွေကကြတော့ပြိဿကြီးအဲ့ဒီမိခင်ဖခင်တွေကိုကလူပြီးတော့အဲ့ဒီမိခင်ဖခင်တွေကိုထုထက်ငါဥအောင်လုပ်ပြရမယ်ဆိုရင်တော့ဖြင့်ယခုပိဿုဗ္ဗမှာဘောလောင်းတန်တရားမှာဘောချမ်းသာဒုက္ခတွေရစေနိုင်တယ်ဟုတ်လားအဲ့တော့ဦးဇင်းတို့ဒီနေ့မှာအမွေမလူပါနဲ့အမေလူပါဆိုတဲ့တရားကောင်းခြင်းတွေကိုပေးပြီးတော့တရားဟောဖို့အတွက်ဦးဇင်းတို့ဥစွာပထမတရားပိုင်းချင်းဖြစ်တဲ့တတ္တညုတဘုရားရှင်ကိုရမေကြီးကိုချစ်ဖို့ကြောကြရအောင်ဒါကြောင့်အလုံးသောပြိဿတွေကလက်အုပ်ရှိမိုးပြီးတော့ဘုရားကိုအာရုံပြုထားပါကရုဏာသီလရယံပညာပိသောတဝိဟတမောဟဓမ္မသာနရမရလောကကရောဝန္တေတုကတံဂတိဝိမု ddha ကရုဏာတိတလဟရယမဟာကရုဏာတော်ပြည့်အမြတ်သောစိတ်နှလုံးလည်းရှိတော်မူပါ၏ထသောပညာပိသောတဝိဟတမောဟဓမ္မအရဓမ္မတိဟုသောရောင်လင်းခြင်းဝိဇ္ဇာတိဟုသောမိုက်မောင်ကိုဖေခွာတော်မူ၏ထသောသာနရမရလောကကရောလူနာမြမတတဝါနန္ဒတို့၏ကြောက်ထီတန်တို့အလေကလူပြုရာတဆူရီသောဆရာသခင်လည်းပြတော်မူပါ၏ထသောတတိဝိမု ddha ဒေဝမနုဿာနိရယာနှင့်ပေဒတရိစ္ဆန်လာယံရှိငါးတန်သောဂရိတို့မှလည်းအထူးသဖြင့်ကင်းလွတ်တော်မူ၏ထသောဒုက္ကတံတတ္တဝါတို့ဟာကျိုးများကြောင့်ဟောမှန်သောစကားကောင်းကိုသာမြို့ဆိုတော်မူပါ၏ထသောဘုဒ္ဓံသစ္စာလေးရတရားမြတ်ကိုလက်ပေါ်တင်ထားဗရမများကဲ့သို့ယသာတင်တင်သိမြင်ပေတတ်ဘုရားရှင်ကိုရောမြတ်ကြီးကိုမယံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုပညတ်ပရမတ်မှာမူယုံနာနှပြဖြစ်ကြပါသောဘုရားရပိတော်တို့သည်ဝန္ဒေဝနာမကာယဝစီမနောချီ၍သုံးလီဒွါရပနာမဖြင့်ဒုက္ခယောကျိုးလောမုခရှိခိုးဥညုပါ၏မြတ်စွာဘုရားအမွေမလူပါနဲ့အမေလူပါတရားတော်ပိဋကကြီးရဲ့လောကမှာမိခင်ဖခင်တွေပိုင်ဆိုင်ထားတဲ့အမွေဥစ္စာတွေဆိုတာမရှိဘူးလားရှိတယ်နော်အဲ့ဒီအမွေဥစ္စာတွေဆိုတာကပိဋကကြီးရဲ့ဒီဘဝဒီခန္ဓာအတွက်တန်လျာအသုံးကြကောင်းကြလိမ့်မယ်နောက်တမလွန်အတွက်ကိုဘာမှအာမခံချက်မရှိပါဘူးဒါကြောင့်ဦးဇင်းတို့ဒီအမွေမလူပါနဲ့အမေလူပါဆိုတဲ့တရားကောင်းစဉ်လေးကိုဘာရွယ်ချက်နဲ့ဟောရတယ်လဲဆိုလို့ရှိရင်ရည်ရွယ်ချက်၃မျိုးရှိပါတယ်ရည်ရွယ်ချက်ဘယ်နှမျိုးရှိပါသလဲရည်ရွယ်ချက်၃မျိုးရှိတယ်ဦးဇင်းကဘာရည်ရွယ်လဲဆိုလို့ရှိရင်အသက်ကြီးနေကြတဲ့မိခင်ဖခင်တွေကိုပြစ်မထားကြဘဲနဲ့ပြုစုလှုပ်ကြွေးစေခြင်းနဲ့ရည်ရွယ်ချက်လည်းရှိပါတယ်ဟုတ်လားအဲ့တော့ဒုတိယရည်ရွယ်ချက်ကဘာလဲဆိုလို့ရှိရင်မိခင်ဖခင်တွေရဲ့တဏ္ဍာမရှိနေတဲ့ပူဆွဲသောကရောက်မှုတွေပေါ့တနည်းအားဖြင့်ပြောရရင်ဒီသာသမီတွေနဲ့ပတ်သက်ပြီးတော့မိခင်ဖခင်တွေရဲ့ရင်ထဲမှာပူဆွဲသောကတွေထောက်နေတာရှိတယ်အဲ့ဒီပူဆွဲသောကတွေကိုသာသမီတွေအနေနဲ့ငြိမ်းအေးသွားအောင်
ပြုလုပ်ပေးနိုင်ဖို့ဆိုတဲ့ရည်ရွယ်ချက်ပေါ့နောက်ဆုံးရည်ရွယ်ချက်ကဘာရည်ရွယ်ချက်လဲဆိုလို့ရှိရင်ဦးဇင်းတို့မိခင်ဖခင်တွေကိုပြုစုလုပ်ကြွေးပြီးတော့ဒကာဓမ္မပေါင်းသူတော်ကောင်းတို့ဦးဇင်းတို့ဟာဒီဘဝကွယ်လွန်ပြီးတော့နောက်ဘဝကိုရောက်တဲ့အခါမှာကောင်းမြတ်တဲ့နတ်ပြည်နှလောကတွေကိုရောက်ပြီးတော့ချမ်းသာဒုက္ခတွေကိုရပါစေဆိုတဲ့ရည်ရွယ်ချက်ကလေးနဲ့ဦးဇင်းကဒီတရားကောင်းစဉ်လေးနဲ့ဟောပြတာဖြစ်ပါရဲ့ဟုတ်လားအဲ့တော့ဦးဇင်းတို့အမွေမလူပါနဲ့အမေလူပါဆိုတဲ့ဒီတရားလေးကိုအပိုင်းလေး၃ပိုင်းခွဲပြီးတော့ဟောပြသွားမယ်ပေါ့အပိုင်းဘယ်နှပိုင်းလဲအပိုင်း၃ပိုင်းခွဲပြီးတော့ဟောပြသွားမယ်ပထမပိုင်းမှာဦးဇင်းအနေနဲ့ဘာတွေကိုဟောပြသွားမလဲဆိုလို့ချင်းမိခင်ဖခင်တွေရဲ့ကျေးဇူးတရားကြီးမားပုံတွေကိုပြောပြသွားမယ်ပထမပိုင်းမှာဘာပြောမလဲပထမပိုင်းမှာမိခင်ဖခင်တွေရဲ့ကျေးဇူးတရားကြီးမားပုံကိုပြောပြပေးမယ်ဒုတိယပိုင်းမှာကကြတော့မိခင်ဖခင်တွေကိုဘယ်လိုကျေးဇူးပြန်ဆက်ရမယ်ဆိုရင်မိခင်ဖခင်တွေကိုကျေးဇူးဆက်နည်းတွေကိုဦးဇင်းကပြောပြပေးမယ်ဒုတိယပိုင်းမှာဗာပြောပေးမလဲကျေးဇူးဆက်နည်းတွေကိုပြောပေးမယ်အဲ့တော့နောက်ဆုံးပိုင်းမှာဦးဇင်းဗာပြောမလဲဆိုလို့ရှိရင်နောက်ဆုံးပိုင်းမှာယသိညီနောင်တစ်ပါးကနေပြီးတော့သူ့ရဲ့မိခင်ဖခင်နှစ်ပါးကိုသူ့ထံကအပြိုင်လူပြီးတော့ကျေးဇူးဆက်လုပ်ကြွေးကြတဲ့ဒီဝိထုတာရကလေးကိုဦးဇင်းကပြောပြပေးမယ်ဟုတ်လားအဲ့တော့ဦးဇင်းတို့အဲ့ဒီအပိုင်း၃ပိုင်းတွေကပထမဦးဆုံးအပိုင်းဖြစ်တဲ့မိခင်ဖခင်တို့ရဲ့မိဘတွေရဲ့ကျေးဇူးတရားဟာဘယ်လောက်ထိကြီးမားတယ်ဆိုတာလေးကိုစပ်ပြီးတော့ပြောကြည့်ကြမယ်နော်အဲ့တော့ဒကာကြီးတို့ဒကာမကြီးတို့ဦးဇင်းတို့လူပြစ်လာတယ်ဆိုတာမိခင်ဖခင်တွေရဲ့ကျေးဇူးကင်းရဲ့လားမကင်းဘူးနော်ဒကာကြီးတို့ဒကာမကြီးတို့ဦးဇင်းတို့လူလောကကိုရောက်လာတယ်ဆိုတာမိခင်ဖခင်တွေကိုအမိသဟဲပြုပြီးတော့ရောက်လာကြတာဟုတ်လားအဲ့တော့ဒကာကြီးတို့ဒကာမကြီးတို့ဦးဇင်းတို့ကိုမိခင်လောက်တဲ့ပုဂ္ဂိုလ်ကဝန်ထဲမှာလွယ်ပြီးတော့စပြီးတော့တရေတီးနေပြီကိုဝင်ရှိနေပြီလို့သိတဲ့အချိန်ကစပြီးတော့အမေရောဖေရောကဝမ်းမသာကြဘူးလားဝမ်းသာလေဟောဗိုက်ထဲမှာရှိနေတဲ့သားလေးလားမသိသမီးလေးလားမသိအဲ့ဒီဘာမှမသိသေးတဲ့ကလေးလေးကိုမိခင်နဲ့ဖခင်ကငါတို့သားလေးရတော့မှငါတို့သမီးလေးရတော့မှဆိုတဲ့စိတ်နဲ့အင်မတန်မှပျော်ရွှင်ဝမ်းမြောက်ရပါတယ်မပျော်ရွှင်ရဘူးလားပျော်ရွှင်ရတယ်တဲ့ပြိဿအဲ့ဘလို့လဲပဲမိခင်ဖခင်တွေကတောင်းတကြသေးတယ်လေဆိုလို့ရှိရင်ဩဒီသားလေးမွေးလာတဲ့ခါကြလို့ရှိရင်ခြေစုံလက်စုံမျက်လုံးအကောင်နားအကောင်အစာရည်သည်ဖြင့်ကိုယ်အင်္ဂါတွေပြည့်ပြည့်စုံစုံကောင်းကောင်းမွန်မွန်နဲ့မွေးလာကြပါစေလို့လည်းပဲနေ့စဉ်နဲ့နေ့တိုင်းဆုတောင်းကြပါသေးတယ်မဆုတောင်းဘူးလားကိုယ့်ရဲ့သားသမီးတွေလူလောကကိုရောက်လာမယ်ဆိုရင်အကျိုးလေးအကန့်လေးအထိုင်းလေးဖြစ်မှာဆိုလို့အမေလုံးတဲ့ပုဂ္ဂိုလ်တွေအဖေလုံးတဲ့ပုဂ္ဂိုလ်တွေကနေပြီးတော့နေ့စဉ်နဲ့နေ့တိုင်းဒီရင်သွေးလေးကိုဆုတောင်းပေးနေပါတယ်မပေးဘူးလားပေးသလားအဲ့ဒါလိုနဲ့ပြိဿကြီးရဲ့မိခင်ဖခင်လုံးတဲ့ပုဂ္ဂိုလ်တွေကဒီရင်ထဲမှာရှိနေတဲ့ဝမ်းထဲမှာရှိနေတဲ့ယောက်ျားလေးလားမသိမိန်းကလေးလားမသိတဲ့ကလေးအတွက်ဆုတောင်းပြီးတော့မေတ္တာရေးပို့တာပေးနေတယ်အဲ့လိုပြီးသွားတဲ့ခါကျတော့လည်းပဲပရိသတ်ကြီးရဲ့အမေလို့တဲ့ပုဂ္ဂိုလ်ကလည်းပဲပုထုဇဉ်ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်စားခြင်းတောက်ခြင်းချာမှာပေါ့မစားခြင်းဘူးလားအမေလို့တဲ့ပုဂ္ဂိုလ်ကလည်းပဲသူကြိုက်တဲ့အရာလေးတွေရှိမှာပေါ့လေမရှိဘူးလားစက်တဲ့အရာလေးတွေစားခြင်းနဲ့ရှူတဲ့အရာလေးတွေစားခြင်းနဲ့စားကြည့်တယ်သူကြိုက်တဲ့အရာလေးတွေရှိရင်ရှိမှာပေါ့လေဒါပေမဲ့မစားရဘူးတဲ့ဒကာကြီးတို့ဒကာမကြီးတို့ဦးဇင်းတို့အမိဝမ်းထဲမှာရှိနေတဲ့အချိန်မှာမိခင်လို့တဲ့ပုဂ္ဂိုလ်ကအပူအဆက်တွေကိုမစားဘဲနဲ့ရှောင်ရှားပါတယ်အဲ့ဒါပုဂ္ဂိုလ်မရှိလို့လားရှိလို့လားအဲ့ဒါပုဂ္ဂိုလ်ချစ်တဲ့အတွက်ကြောင့်မလို့အပူအဆက်တွေကိုမစားဘဲနဲ့လည်းပဲအမေလို့တဲ့ပုဂ္ဂိုလ်ကရှောင်ရှားပါတယ်အဲ့တော့ဖေလို့တဲ့ပုဂ္ဂိုလ်ကလည်းပဲဒီကလေးလေးမွေးလာရင်အသုံးပြုဖို့အတွက်ဆိုပြီးတော့လက်တဲ့ကားတွေပေးဖို့အတွက်ဆိုပြီးတော့နေဘူးမရှောင်မိုးရွာမရှောင်အလုပ်တွေကိုကြိုးစားပြီးမလုပ်ရဘူးလားအဖေလို့တဲ့ပုဂ္ဂိုလ်ကလည်းပဲရသမျှအလုပ်တွေကိုပင်ပန်းကြီးစွာလုပ်ပြီးတော့ငွေတွေကိုစုပြီးတော့ဒီကလေးကိုမွေးဖို့အတွက်ကြိုးစားအားထုတ်ကြရတယ်။ရိတ်တဲ့ကြီးမွေးလာတဲ့အခါကျပြန်တော့လည်းပဲအမေလို့တဲ့ပုဂ္ဂိုလ်ကအသက်ကိုပေးပြီးတော့မွေးရတာ။ဘာပေးပြီးတော့မွေးရတာ။အသက်ကိုပေးပြီးတော့မွေးရတာဗျဟုတ်လား။
တခါကြီးတို့ဒကမာကြီးတို့ဦးဇင်းတို့လူလောကရောက်ဖို့ဆိုတာအမေတွေကအသက်ကိုပေးပြီးတော့မွေးခဲ့ရတာပါဘာပေးပြီးမွေးခဲ့ရတာအသက်ကိုပေးပြီးတော့မွေးခဲ့ရတာအဖေလုပ်တဲ့ပုဂ္ဂိုလ်ကလည်းပဲအမေမိဘွားနေတဲ့အချိန်မှာသုံးဖို့အတွက်ပတ်စံရအောင်ဆိုပြီးတော့ပင်လယ်ပင်ပြမှာသွားပြီးတော့ရပေါင်းတွေပါလေလိုက်ရတဲ့ပိုက်တွေပါလေပြရတဲ့ဒီအလုပ်တွေကိုမလုပ်ရဘူးလားဒါကြောင့်မလို့ဦးဇင်းတို့ဆွေရိုးစကားရှိတယ်လေယောက်ျားဖောင်စီမိန်းမဘာဖြစ်တယ်ယောက်ျားဖောင်စီမိန်းမမိနေဟုတ်လားအတ္တအန္တရာယ်နဲ့ရင်းပြီးတော့ဦးဇင်းတို့ကိုမွေးဖွားခဲ့ရလားဟုတ်ရဲ့လားအဲ့တော့လူလောကကိုရောက်လာပြီးမွေးဖွားလာပြီဆိုရင်တော့လည်းပဲပရိသတ်ကြီးရေကလေးငိုသလားမငိုသလားဆိုတာကိုအရင်ဆုံးကြည့်ပါတယ်ဘာလို့တာတော့ကလေးငိုသလားမငိုသလားဆိုတာအရင်ဆုံးကြည့်ပါတယ်ဟုတ်လားကလေးကမွေးလာပြီဆိုရင်ငိုမှညမ်းမရေးကောင်းမှာကိုဟုတ်လားမငိုဘူးဆိုလို့ရှိရင်ကလေးများသေနေမလားဆိုတဲ့အတွေ့နဲ့ကလေးမငိုဘူးဆိုရင်ကြောကုန်းကိုရိုက်တင်ရိုက်အဲ့ဒါလိုအတန်နေထွက်အောင်လုပ်ပြီးတော့ပိဋကကြီးရေကလေးကိုလှုပ်လို့ရပါတယ်ဟုတ်လားကလေးကငိုတန်လေးကြားလိုက်ပြီဆိုတော့မှအမေရဲ့ရင်ထဲမှာဖေရဲ့ရင်ထဲမှာငြိမ်အေးလို့သွားပါတယ်ဟုတ်လားဒကာကြီးတို့ဒကာမကြီးတို့ဦးဇင်းတို့ကိုအဲ့ဒါလိုအတန်နဲ့ရင်းပြီးတော့ချစ်တဲ့ပုဂ္ဂိုလ်ဆိုတာအဖေနဲ့အမေပဲရှိပါတယ်ဘယ်သူတွေလဲတခြားသောပုဂ္ဂိုလ်တွေကနင့်ကိုအတန်လောက်ချစ်ပါတယ်နင့်ကိုအတန်နဲ့ရင်းပြီးတော့ချစ်ပါတယ်ဆိုလို့ရှိရင်အဲ့ဒါမယုံလိုက်ပါနဲ့ဟုတ်လားပုဂ္ဂိုလ်အတန်နဲ့ရင်းပြီးတော့ချစ်တဲ့ပုဂ္ဂိုလ်ဘယ်နှယောက်ရှိလဲ2ယောက်ရှိတယ်ဘယ်သူနဲ့ဘယ်သူလဲအဖေနဲ့အမေအဲ့တော့ပိဋကကြီးရေမွေးလာပြီဆိုတဲ့အခါကျတော့ကလေးငိုတန်ကိုနားထောင်ပြီးတော့အဖေနဲ့အမေဟာကလေးဘာလိုအပ်တယ်ဆိုတာကိုနားလည်ကြပြန်တယ်တဲ့ဟုတ်လားတာမအပြည့်ကလေးတရားငိုတာကိုကြည့်ပြီးတော့နားလည်နိုင်ဖို့ဆိုတာမဖြစ်နိုင်ပါဘူးဖြစ်နိုင်ရဲ့လားဒါပေမဲ့မိခင်ဖခင်လို့တဲ့ပုဂ္ဂိုလ်တွေကကြတော့ကလေးငိုတန်ကိုနားထောင်ပြီးတော့ကလေးနိုးစားနေပြီကလေးထမင်းစားနေပြီဆိုတာကိုသိတယ်မသိဘူးလားအဲ့ဒါလိုဦးဇင်းတို့ပေါ်မှာခယုတက်ဆိုင်နဲ့ကြည့်ပြီးတော့မိခင်ဖခင်တွေကစောင့်ရှောက်လာတာဟုတ်ရဲ့လားကဲစကားပြောတတ်တဲ့ရွယ်ကိုရောက်ပြီဆိုရင်လည်းပဲသာသာဟိုမှာဖုံဖုံလာတဲ့ဥတော်နဲ့မပြောဘူးလားအဲ့ဒါလိုလည်းပဲပိဋကကြီးကိုယ့်ရဲ့သားသမီးတွေကိုလိမ္မာအေးချရှိအောင်ကောင်းကောင်းမွန်မွန်ဖြစ်အောင်မိဘတွေကမသင်ပေးဘူးလားသင်ပေးလားဘုရားရှင်ကြီးရောက်ပြီဆိုရင်လည်းပဲဘုရားရှင်မှာဥတော်နဲ့မသင်ပေးဘူးလားဒကာကြီးတို့ဒကာမကြီးတို့ဦးဇင်းတို့ရဲ့မိခင်ဖခင်လေးဟာဦးဇင်းတို့ဒကာကြီးဒကာမကြီးတို့ကိုလူကောင်းသူကောင်းလေးဖြစ်စေခြင်းတာဗာလေးဖြစ်စေခြင်းတာလေလူဆိုးလူမိုက်ကလေးဖြစ်စေခြင်းတာဟုတ်ရဲ့လားမဟုတ်ဘူးနော်လူကောင်းသူကောင်းလေးဖြစ်စေခြင်းတာလူလိမ္မာလေးဖြစ်စေခြင်းတာတော်တဲ့ကောင်းတဲ့ပုဂ္ဂိုလ်လေးဖြစ်စေခြင်းတာပါဟုတ်ရဲ့လားအဲ့ဒါတော့ပိဋကကြီးရဲ့အရွယ်ရောက်လာပြီနည်းနည်းလမ်းသွားတဲ့အရွယ်ကိုရောက်လာပြီဆိုတဲ့အခါကျတော့အဖေနဲ့အမေဆိုတဲ့ပုဂ္ဂိုလ်တွေကလည်းပဲစာဝတ်နေရေးအတွက်ငွေမချရပြီဘူးလားသူတို့ငွေချတဲ့အခါကျတော့ပိဋကကြီးတွေအကိုကြီးတွေအမကြီးတွေဓမ္မဥစဉ်တို့ဒကာကြီးဒကာမကြီးတို့ကိုအနှံပြီးတော့မသွားကြဘူးလားငါတို့အလုပ်သွားလုံးမဲ့သားကြီးရဲ့သမီးကြီးရဲ့နင်းမောင်လေးကိုတေးသေးချာချာခယူဆိုင်ထိန်တော့မမှားခဲ့ဘူးလားကဲပိဋကကြီးအဲ့ဒါဆိုရင်အကိုကြီးအမကြီးတွေကတော့ဥစဉ်တို့အပေါ်မှာကျေးဇူးမရှိဘူးလားရှိတယ်နော်အကိုကြီးတွေအမကြီးတွေရဲ့ပခုံးပေါ်မှာဥစဉ်တို့ကနေပြီးတော့အကိုကြီးတွေအမကြီးတွေကစားခြင်းပြင်မဲ့လို့အကိုကြီးတွေအမကြီးတွေကမကစားနိုင်ချဘူးတဲ့ဘာလို့လဲဆိုလို့ချင်းဥစဉ်တို့ကိုပခုံးပေါ်ကရှားလိုက်ရင်ဥစဉ်တို့ငိုသွားမှဆိုလို့အကိုကြီးတွေအမကြီးတွေကဥစဉ်တို့ကိုခေါ်ပြီးတော့ထိန်းထားရတာဟုတ်လားမုံလေးရပြီဆိုလို့ချင်းအကိုကြီးတွေအမကြီးတွေကသူတို့မစားဘူးတဲ့ကိုယ့်ရဲ့မောင်လေးကိုကိုယ့်ရဲ့ညီမလေးကိုချစ်လို့ဆိုပြီးတော့ကြွေးကြတယ်မကြွေးကြဘူးလားဦးဇင်းကဒါပါပြောပြနေတာလဲဆိုလို့ရှိရင်အဖေနဲ့အမေရဲ့ကျေးဇူးတွေလည်းပဲကိုယ့်အပေါ်မှာရှိသလိုအဖေနဲ့အမေရဲ့ကျေးဇူးတွေလည်းပဲကိုယ့်ပေါ်မှာရှိသလိုအကိုကြီးအမကြီးတွေရဲ့ကျေးဇူးတွေကလည်းပဲကိုယ့်ပေါ်မှာရှိတယ်ဆိုတဲ့အကြောင်းလေးကိုဦးဇင်းကပြောပြနေတာဟုတ်လားကဲဒကာကြီးဒကာမကြီးတို့ဒကာကြီးဒကာမကြီးတို့ရဲ့အကိုတွေအမတွေရဲ့ကျင်ကြီးကျင်ငယ်တွေကိုဒကာကြီးဒကာမကြီးတို့ကသုတ်သင်ပေးခဲ့ဘူးလားများရှိပါသလားရှိပါသလား
မရှိဘူးတခါကြီးတခါမကြီးတို့ဦးဇင်းတို့ဘုရားကျင်ကြီးတွေပြင်မဲ့ကျင်ငယ်တွေပြင်မဲ့ဆိုလို့ချင်းအကိုကြီးလုပ်တဲ့ပုဂ္ဂိုလ်တွေအမကြီးလုပ်တဲ့ပုဂ္ဂိုလ်တွေကအဲ့ဓာတွေကိုသုတ်သင်ပြီးတော့ပေးကြတယ်မပေးဘူးလားကဲဒါဆိုရင်အဖေနဲ့အမေနဲ့အတူအကိုတွေအမတွေကလည်းပဲကိုယ့်ပေါ်မှာကျေးဇူးမရှိဘူးလားရှိတယ်နော်ကဲပြည်သားကြီးရဲ့လမ်းသွားတဲ့ရွယ်ကိုရောက်ပြီးကြောင်းနေတဲ့ရွယ်ကိုရောက်ပြီးဆိုတော့လည်းပဲအမေလုပ်တဲ့ပုဂ္ဂိုလ်အဖေလုပ်တဲ့ပုဂ္ဂိုလ်ကငါသားကြီးကြောင်းကိုရောက်တဲ့အခါကျလို့ရှိရင်မစောနဲ့တော့မကဲနဲ့တော့ဆရာပြောစကားနားထောင်တော်လို့မသင်ပြပေးဘူးလားသင်ပြပေးတယ်နော်ဒါရီဟာဘာတွေလဲဆိုရင်ပြည်သားကြီးမိဘရဲ့မေတ္တာနဲ့ကျေးဇူးတရားတွေဘာနဲ့ပါရင်လဲမိဘနဲ့မေတ္တာနဲ့ကျေးဇူးတရားတွေပြည်သားကြီးဟုတ်ရဲ့လားအဲ့တော့ဦးဇင်းတို့ကြောင်းတက်တဲ့အရွယ်ကိုရောက်ပြီဆိုရင်လည်းပဲမကဲဖို့ဆိုပြီးတော့မဆိုးဖို့ဆိုပြီးတော့ဆရာစကားနားထောင်ဖို့ဆိုပြီးတော့မိဘလုပ်တဲ့ပုဂ္ဂိုလ်ကမှာတယ်အဲ့တော့အရွယ်လေးနဲ့ရောက်လာပြီဆိုတဲ့အခါကျတော့ပိဋကကြီးအိမ်တော်ယတရှာပေးဖို့ရွယ်လေးရောက်ပြီဆိုရဲဆိုရောမိဘလုပ်တဲ့ပုဂ္ဂိုလ်တွေကအိမ်တော်ယတရှာမပေးဘူးလားအေးမိဘတို့ရဲ့ဝတ္တရားရှိတဲ့အတိုင်းသူတို့ကတော့အိမ်တော်ယတရှာပေးကြတာပဲဟုတ်လားဒါပေမဲ့လို့ပြည်သက်ကြီးသာသမီတွေထဲမှာလည်းလိမ်မာတဲ့သာသမီတွေရှိသလိုဆိုးတဲ့သာသမီတွေမရှိဘူးလားအေးဘလောက်ပဲဆိုးတဲ့သာသမီပဲဖြစ်စီတဲ့ပြည်သက်ကြီးမိဘတွေကမေတ္တာမပြတ်ဘူးမေတ္တာပြတ်သလားအေးလိမ်မာတဲ့သာသမီဆိုတော့လည်းပဲလိမ်မာလို့ဆိုပြီးတော့ချစ်လိုက်ကြတာတဲ့ဆိုးတဲ့သာသမီဆိုတော့လည်းပဲအဆိုးလေးဆိုပြီးတော့မချစ်ကြဘူးလားတခြားလားဒကာကြီးဒကာမကြီးတို့ရဲ့ဒကာကြီးဒကာမကြီးတို့ဦးဇင်းတို့ရဲ့မိဘတွေလားဒကာကြီးဒကာမကြီးတို့ဦးဇင်းတို့ရဲ့မိဘတွေဟောရလားဒါကြောင့်မလို့ပြည်သက်ကြီးရဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကယမတိမာတာပိတရောပုဗ္ဗစရိယတိဥစ္စရိယမတိမာတာပိတရောပုဗ္ဗစရိယတိဥစ္စရိမာတာပိတရောမိခင်ဖခင်ကျေးဇူးရှင်တို့သည်ယမတိမြမကြီးနဲ့တူတယ်ဟူ၍ဥစ္စာရေကောင်းစွာမတွေဆိုအပ်ပါပေကုန်သတည်းဒီတည်းရဲ့မိခင်ဖခင်ကျေးဇူးရှင်တွေကဘာနဲ့တူတယ်လဲယမကြီးနဲ့တူတယ်ဘာနဲ့တူတယ်လဲယမကြီးနဲ့တူတယ်ယမကြီးတွေအပြည့်တည်းရဲ့မေတ္တာကရုဏာမုဒိတာဥပေက္ခဆိုတဲ့တရား၄ပါးနဲ့နေကြပါတယ်ပြန်ပြောကြည့်မယ်မေတ္တာကရုဏာမုဒိတာဥပေက္ခဘယ်နှမျိုးလဲယမကြီးတွေမေတ္တာကရုဏာမုဒိတာဥပေက္ခဆိုတဲ့တရား၄မျိုးနဲ့နေကြတယ်လို့ပဲဒကာကြီးဒကာမကြီးတို့ဦးဇင်းတို့ရဲ့မိဘတွေကလည်းပဲမေတ္တာကရုဏာမုဒိတာဥပေက္ခဆိုတဲ့တရား၄မျိုးနဲ့နေကြတဲ့ဓမ္မကြီးတွေပါတဲ့ဟုတ်လားသာသမီဘောမှာမေတ္တာမပို့ဘူးလားအေးမိဘလုပ်တဲ့ပုဂ္ဂိုလ်ကသာသမီဘောမှာမေတ္တာပို့တယ်လိမ္မာတဲ့သာသမီပဲဖြစ်စေဆိုးတဲ့သာသမီပဲဖြစ်စေအလုသွားလုပ်ပြီးဆိုလို့ရှိရင်ငါသားလေးကျမ်းပါပါစေချမ်းသာပါစေဘုမချုပ်ခင်ပြန်လာပါစေဘေးကင်းရန်ကင်းနဲ့ငါတို့အိမ်ကိုရောက်အောင်ပြန်လာပါစေလို့မေတ္တာမပို့ဘူးလားပို့သလားအဲ့ဒါလိုမေတ္တာပို့တာမိဘလားအရှားလားမိဘဟုတ်လားဒါလေးမောင်းနေပြီပြန်မလာသေးဘူးဆိုရင်မိဘတွေအိမ်မှာနေလို့မထီတော့ဟုတ်လားငါသားလေးပြန်မလာသေးဘူးဆိုပြီးတော့အပေါဝါကနေပြီးတော့စောင့်ကြည့်တာတစ်မျိုးဟောလမ်းထဲကနေပြီးတော့ထွက်ကြိုးတာတစ်မျိုးမလုပ်ကြဘူးလားအေးသာသမီဘောမှာအမြဲတမ်းပဲပြည့်တဲ့ကြီးရဲ့မေတ္တာပို့သားလို့နေတာဟာဘယ်သူလဲမိဘနောက်ပြီးတော့လည်းပြည့်တဲ့ကြီးရဲ့သာသမီဘောမှာကရုဏာထားတယ်တဲ့သာသမီဘောမှာကရုဏာထားတဲ့ပြည့်တဲ့ကြီးရဲ့ခင်ကောင်းလေးများရှိပြီဆိုရင်မိခင်ဖခင်တွေကသူတို့ကိုယ်တိုင်မစားရဘူးငါသားလေးကြွေရအောင်မှာငါသမီးလေးကြွေရအောင်မှာဆိုပြီးတော့ကိုယ့်ပေါ်မှာမတနာဘူးလားတနာတယ်ဟုတ်လားနောက်ပြီးတော့လည်းပြိဿကြီးရဲ့မုဒိတာတခါကြီးတော့ဒကမကြီးတို့ဦးဇင်းတို့အောင်မြင်မှုတွေရနေပြီစည်းစိမ်ချမ်းသာတွေနဲ့ပြည့်ပြည့်စုံစုံနေရနေပြီဆိုလို့ရှင်မိခင်လုပ်တဲ့ပုဂ္ဂိုလ်တွေဖခင်လုပ်တဲ့ပုဂ္ဂိုလ်တွေကပြုံးနဲ့ဝမ်းမသာရဘူးလားပြုံးနဲ့ဝမ်းမသာရဘူးလားအဲ့လိုဝမ်းသာတာအရှားလားမိဘတွေလားမိဘတွေအဲ့ကဦးဇင်းက
မိဘတွေရဲ့ကျေးဇူးတွေကကိုယ်ပေါ်မှာဘယ်လောက်ကြီးမားတယ်ဆိုတာကိုဒီတဏှာရဲ့အတွင်းမှာဦးဇင်းကပြောပြပေးတာဟုတ်လားဒီတဏှာရဲ့အတွင်းထဲမှာမိဘရဲ့ကျေးဇူးတွေကိုပေါ်အောင်ပြောလို့ရရမှာတော့ဟုတ်လားရရလားမရပါဘူးဟုတ်လားအဲ့တော့ဘိသကြီးရဲ့နောက်တဲ့ဦးဇင်းတို့ဥပေက္ခတဲ့ဥပေက္ခဆိုတဲ့တရားနဲ့လည်းပဲမိခင်ဖခင်ပုဂ္ဂိုလ်တွေနေကြပါတယ်တခါတလေသာသမီတွေကသူတို့အပေါ်မှာမထီမဲ့မဲ့ပြုတဲ့အခါမျိုးလည်းရှိတတ်ပါတယ်အဲ့ဒါလိုမထီမဲ့မဲ့ပြုတဲ့အခါမျိုးဒီမှာလည်းပဲမိဘလုပ်တဲ့ပုဂ္ဂိုလ်ကအပြည့်ယူသလားအပြည့်မယူဘူးနော်ဩငါသားလေးမသိလို့ဒီလိုလုပ်တာပဲဆိုပြီးတော့အမြဲတမ်းဖွင့်မလို့ရှာဘူးလားအေးအဲ့ဒါလိုမေတ္တာကရုဏာမုဒိတာဥပေက္ခဆိုတဲ့တရားလေးပါးနဲ့နေတဲ့အတွက်ကြောင့်မိဘလုပ်တဲ့ပုဂ္ဂိုလ်တွေကဓမ္မကြီးတွေနဲ့တူတယ်။ဘာနဲ့တူတယ်လဲ။ယမတိမာဒာပိတရောပုဗ္ဗစရိယာတိဥစ္စရိမာဒာပိတရောမိခင်ဘာခင်ကျေးဇူးရှင်တို့သည်ပုဗ္ဗစရိယာတိလက်ဥစရာနဲ့တူရဟူ၍ဥစ္စရိကောင်းစွာမှတွေဆိုအပ်ပါပြီကုန်တည်းဘိသတိရဲ့မိခင်ဖခင်နေဆိုတာလက်ဥစရာနဲ့တူတယ်ဗာနဲ့တူတယ်လက်ဥစရာနဲ့တူပါတယ်။ဒါကြီးတို့ဓမ္မကြီးတို့ကိုအဥဆုံးပထမဆုံးသင်ပေးတဲ့ပုဂ္ဂိုလ်ဟာဘယ်သူတွေလဲ။ဒီပါလေစကားမပြောတတ်ဘူးဆိုရင်လည်းစကားပြောတတ်လောက်ကိုကိုမမဖြစ်ဖြစ်နေနေစသည်ဖြင့်သင်ပေးတာကမိဘတွေလားအရှာလားမိဘတွေပါဗျာ။အဲ့ဒီလိုဆိုရင်ဘိသတိရဲ့တန်ဃာတော်ရှင်သူမြတ်တွေကိုတွေ့တဲ့အခါမှာလည်းပဲဘုတော်လိုခိုင်းတာမိဘတွေလားအရှာလားမိဘတွေပါဗျာအေးမိဘတွေကလေသာသမီတွေကိုယဉ်ကျေးလိမ္မာဖို့လောကသုဒကနာထောင်းဖို့လိမ္မာအေးချရှိအောင်လို့ဒုကောင်းလေးဖြစ်အောင်လို့ငယ်ငယ်ကလေးတွေကနေသင်မပြေဘူးလားအဲ့ဒါလိုသင်ပေးတဲ့အတွက်ကြောင့်လည်းပဲပိဋကကြီးရဲ့မိဘနှစ်ပါးဟာဥပ္ပါစရိယလက်ဥစရာလို့ခေါ်တယ်မိဘနှစ်ပါးဟာဘာစရာလဲဥပ္ပါလက်ဥစရာလို့ခေါ်တယ်နောက်ပြီးတော့လည်းပိဋကကြီးရဲ့မိဘတွေဟာအာဟုနေယပစ္စည်းဝတ္ထုတွေကိုလည်းပဲမိဘတွေကခံယူခြင်းကထိုက်တန်ပါတယ်ဟုတ်လားတခါကြီးတို့ဒကမာကြီးတို့ဦးဇင်းတို့အဝေးကနေယူလာတဲ့ပစ္စည်းဥစ္စာတွေကိုမိဘတွေကမခံယူထိုက်တာလားခံယူထိုက်တာလားအဲနောက်ပြီးတော့ပိဋကကြီးရဲ့ဗဇာယအနုကမ္မကသာသမီတွေပေါ်မှာအမြဲတမ်းပဲဆောင်းလျှောက်တယ်ဘယ်သူတွေကဆောင်းလျှောက်တာလဲမိဘတွေကဆောင်းလျှောက်တာပိဋကကြီးဟောရလားကဲဒါဆိုရင်ဦးဇင်းအခုပြောနေတာကမိဘရဲ့ကျေးဇူးကိုယ်တွေပေါ်မှာဘယ်လောက်ရှိတယ်ဆိုတာကိုဦးဇင်းကပြောပြတာဟုတ်လားနောက်တော့မိဘတွေရဲ့ကျေးဇူးကဘယ်လောက်ထိကြီးတယ်လဲဆိုလို့ရှိရင်ဦးဇင်းတို့ဒီမဟာပထဝီမြေကြီးနဲ့မိဘရဲ့ကျေးဇူးတရားတွေနဲ့ကိုနှိုင်းယှဉ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီမဟာပထဝီမြေကြီးဟာဝါရွယ်ပမာဏလောက်ပဲရှိတော့တယ်ဘာလောက်ပဲရှိတော့တယ်အေဟောဒီစัจ java လာကြီးကိုလည်းပဲမိဘရဲ့ကျေးဇူးတရားနဲ့နှိုင်းယှဉ်လိုက်မယ်ဆိုလို့ရှိရင်ဟောဒီစัจ java လာကြီးဟာအနဖာပေါလောက်ပဲရှိပါတော့တယ်ဘာလောက်ပဲရှိတော့တယ်အေးမိဘရဲ့ကျေးဇူးတွေဟာအဲ့ဒါလောက်တောင်နှိုင်းလို့မရအောင်ကြီးမားပါတယ်မကြီးမားဘူးလားအေးမိဘရဲ့ကျေးဇူးတွေကိုပင်လယ်သမုဒ္ဒရာထဲမှာရှိတဲ့ရေတွေနဲ့နှိုင်းချင်းကြည့်လိုက်မယ်ဆိုလို့ရှိရင်ပင်လယ်သမုဒ္ဒရာထဲမှာရှိနေတဲ့ရေတွေဟာမိုးရေပေါင်လေးလောက်ပဲရှိပါတော့တယ်အိတ်တိုင်ဘာလောက်ပဲရှိတော့တယ်မိဘရဲ့ကျေးဇူးတွေကိုပင်လယ်သမုဒ္ဒရာထဲမှာရှိနေတဲ့ရေတွေနဲ့နှိုင်းချင်းကြည့်လိုက်မယ်ဆိုလို့ရှိရင်ပင်လယ်သမုဒ္ဒရာထဲမှာရှိတဲ့ရေတွေကမိုးရေပေါင်လောက်ပဲရှိပါတော့တယ်နောက်ပြီးတော့ဦးဇင်းတော်ဟောဒီလောကမှာအမြင့်ဆုံးတောင်လို့ပြောတဲ့မြင့်မိုးတောင်ကြီးနဲ့မိဘရဲ့ကျေးဇူးတရားတွေကိုနှိုင်းယှဉ်လိုက်မယ်ဆိုရင်လည်းပဲမြင့်မိုးတောင်ကြီးဟာနွားပေါက်စားလေးရဲ့ဥချိုပမာဏလောက်ပဲရှိပါတော့တယ်မိဘရဲ့ကျေးဇူးတွေမကြည့်ဘူးလားကဲအဲ့ဒါဆိုရင်ဦးဇင်းကပြောခဲ့တဲ့အပိုင်း၃ပိုင်းထဲမှာပထမပိုင်းဖြစ်တဲ့မိဘရဲ့ကျေးဇူးတွေကိုဒါပြောပြီးပြီဟုတ်လားအဲ့တော့ဦးဇင်းအခုဘာဆက်ပြောမလဲဆိုလို့ရှိရင်ဒုတိယပိုင်းဖြစ်တဲ့ဒုတိယပိုင်းဖြစ်တဲ့မိဘကိုကျေးဇူးဘယ်လိုဆက်ကြမလဲဆိုတဲ့အပိုင်းကိုပြောကြည့်အောင်ဒကာကြီးဒကာမကြီးတို့ဦးဇင်းတို့ပေါ်မှာမိဘတွေကကျေးဇူးမများဘူးလားအဲ့ဒါလိုများတဲ့ကျေးဇူးတွေကိုဘယ်လိုဆက်မလဲဆိုရင်ဒီနည်းနဲ့ဆက်မယ်ဘယ်နှနည်းနဲ့ဆက်မလဲပထမအဆုံးနည်းကဘာလဲဆိုလို့ရှိရင်ပိဋကကြီးယမတိမာတာပိတရောပုဗ္ဗစရိယာတိဥစ္စရိ
အာဟုနေယသာဗုဒ္ဓနာပဇာယနုတံကံပကတတမယိနေနမတေယတတမယိနေနမတေယသက္ကရိယသဗန္တိတောအနေနာထဘာနေနဝဋ္ဌေနတယနေနသာပထမဦးဆုံးကဘာနဲ့ကျေးဇူးဆက်ရမလဲဆိုလို့ရှိရင်အာနေနသမင်းဟင်းနဲ့ကျေးဇူးဆက်ရမယ်။ဒါကြီးတက္ကမကြီးတို့နေတိုင်းသမင်းမစားရဘူးလား။အဲ့ဒါလို့သမင်းစားပြီဆိုလို့ရှိရင်အဖေတို့ငါဟင်းလေးတစ်ခွက်ခတ်ပြီးတော့ပို့လိုက်မယ်။အမေတို့ငါဟင်းလေးတစ်ခွက်ခတ်ပြီးတော့ပို့လိုက်မယ်လို့မပို့ရမှာလားပို့ရမှာလား။ဟုတ်လားမဟုတ်လားဘယ်နဲ့လိုက်ချောင်းမှာဟုတ်လားပို့ရမှာလားမပို့ရမှာလား။ပို့ရမယ်။နောက်ပြီးတော့ဘာနဲ့ကျေးဇူးဆက်ရမလဲဆိုရင်လည်းပြည်သက်ကြီးပါဏိနာအဖျော်ရည်နဲ့လည်းပဲကျေးဇူးဆက်ရမယ်ကိုယ်အိမ်မှာကိုဖျော်ရည်တွေပါလေလှုပ်တော့တယ်ဆိုရင်လည်းပဲအဖေနဲ့အမေကိုမှတ်မှတ်ရရတော့ကတည်းကသွားပြီးတော့မပို့ရမှာလားပို့ရမှာလားပို့ရမယ်အနိနာထပါဏိနာဝဋ္ဌေနတယနေနာသာဝဋ္ဌေနအဝတ်စားရင်းနဲ့လည်းပဲကျေးဇူးဆက်ရမယ်ဒကာကြီးတို့ဒကာမကြီးတို့ဦးဇင်းတို့ငငယ်တုန်းကမိခင်မခင်လေးဟာဈေးကိုသွားပြီးဆိုလို့ချင်းဒီအင်ကြီးလေးကတော့ငါသမီးလေးနဲ့တော်တယ်ငါသားလေးနဲ့တော်တယ်ဆိုပြီးတော့အင်ကြီးလေးတွေဝယ်မလာဘူးလားဒကာကြီးတို့ဒကာမကြီးတို့ကဈေးနဲ့သွားတဲ့အခါမှာဒီအင်ကြီးလေးကတော့ငါအမေနဲ့တော်တယ်ငါအဖေနဲ့တော်တယ်ဆိုပြီးတော့ဝယ်လာဘူးသလားကြဲကြဲဖြေဒါဆိုရင်ဒီတရားကိုနားပြီးတဲ့အခါမှာဝယ်လာရမယ်ဟုတ်ရဲ့လားငငယ်တုန်းကကိုယ့်ကိုအင်ကြီးအဝတ်စားရင်းနဲ့ဆင်မြန်းပေးခဲ့ကျေးဇူးတရားတွေမရှိဘူးလားဒီကျေးဇူးတွေကိုဦးဇင်းတို့ကပြန်လည်ပြီးတော့မဆက်သင့်ဘူးလားအဲ့ဒါကြောင့်မလို့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကအနိနာထပါနိနာဝဋ္ဌေနတယနေနာသာတယနေနာသာအဲ့ရနေရာတွေနဲ့လည်းပဲမိခင်ဖခင်ကျေးဇူးရှင်တို့ကိုလှုပ်ကြွေးရမယ်ဟုတ်လားညာအိခန္ဒီစိန်ရောက်ပြီဆိုလို့ချင်းအဖေအိတ်တော့မလားအမေအိတ်တော့မလားမေးပြီးတော့အဖေအိတ်တော့မယ်ဆိုရင်သားအိတ်ရလေးခင်းပေးမယ်သမီးအိတ်ရလေးခင်းပေးမယ်သားရှင်အောင်လေးထောင်ပေးမယ်သမီးရှင်အောင်လေးထောင်ပေးမယ်လို့မပြောရမှာလားပြောရမှာလားပြောပြီးရင်မလုပ်ရမှာလားလုပ်ရမှာလားအနိနာထဘာနိနာဝဋ္ဌေနတယနေနာသာဥစ္စာတနေနာနာပနေနာဥစ္စာတနေနာဆိုတာကဘာပြောရလဲဆိုရင်ပေတတ်ကြီးရဲ့မိခင်ဖခင်ကျေးဇူးရှင်တို့မတမဆွမ်းဖြစ်နေပြီဆိုလို့ရင်သူတို့ကိုတဏ္ဍခါတွေပါလိမ့်ပေးရမယ်။ဘာလိမ့်ပေးရမလဲ။အသက်ကြီးနေတဲ့အခါကျတော့ပေတတ်ကြီးသူ့လက်သူရှိမလုံနိုင်တော့ဘူးလေဟုတ်ရဲ့လား။အဲ့ဒါကြောင့်မလို့မိခင်ဖခင်တွေကိုအမွေးနန္တာရင်လိမ့်ချံပေးရမယ်။ဘာလို့ပေးရမလဲ။ဥစ္စာတနေနာနာပနေနာနာပနိနာဆိုတာကပြည့်တဲ့ရေချိုးပေးရမယ်တဲ့ဘာလို့ပေးရမလဲရေချိုးပေးရမယ်အမေဖေးရေချိုးဖို့အတွက်တောက်ရင်သုံးရေတွေသွားပြီးတော့ခတ်ပြီးတော့တည်ပေးရမယ်ရေပူနဲ့ချိုးခြင်းနဲ့ဆိုရင်လည်းပဲရေကိုပူအောင်လို့ချိုးချက်ပေးထားရမယ်ဘလို့ပေးရမှာလားလုပ်ပေးရမှာလားဦးဇင်းတို့ပေါ်မှာအရန်ကိုကျေးဇူးများခဲ့တာလေဟုတ်လားဦးဇင်းတို့ကိုရှိကိုလန်းနဲ့မလုံနိုင်မကိုင်နိုင်အရွယ်တွေကနေပြီးတော့မိဘတွေကကိုလက်ကိုရှိအရွယ်ရောက်အောင်မိဘတွေကနေတိုင်းရေမချိုးပေးခဲ့ဘူးလားအဲ့လိုရေချိုးပေးတဲ့အခါမှာလည်းပဲအမေကပို့ပြီးတော့ချိုးပေးသလားအဖေကပို့ပြီးတော့ချိုးပေးသလားအမေကပို့ပြီးတော့ချိုးပေးတယ်နော်ဦးစင်းကစဉ်းစားတယ်ငါတရားကောင်းစဉ်ကအမွေမလူပါနဲ့အမေလူပါဆိုတော့အဖေတွေကများစိတ်ဆိုးနေမလားမသိဘူးလို့စဉ်းစားမိတယ်ဟုတ်လားအဲ့တော့အဖေလည်းပဲပါပါတယ်မပါဘူးလားအမွေမလူပါနဲ့အမေလူပါဆိုတဲ့အတိုင်းပဲအမွေမလူပါနဲ့အဖေလူပါလို့လည်းပဲမှတ်ထားဖို့ဟုတ်လားအနိနာသဗ္ဗနိနာဝဋ္ဌေနတယနေနာသာဥစ္စာတနေနာနာပနေနာပြီးတော့လည်းပဲပြည်သက်ကြီးဗာနေနဲ့လုံကျွေးရအောင်မလဲဆိုလို့ရှိရင်ပါရဏံတော်ဝနိနာသာအဖေနဲ့အမေရဲ့ခြေတော်တွေကိုလည်းစေးကြောပေးရမယ်တဲ့ပြည်သက်ကြီးဟုတ်လားဒါကဘာနဲ့ကျေးဇူးဆက်တာလဲဆိုလို့ရှိရင်လည်းပြည်သက်ကြီးကိုတက်နိုင်တဲ့ကျွေးတရားမွေးတရားတွေလောကင်ပေးတရားရှိတာတွေနဲ့ကျေးဇူးဆက်တာဟုတ်လားအဝတ်စားစားတရားတောက်တရားနေတရားတိုင်းတရားနေနေပေးတာဒါတွေနဲ့ကျေးဇူးဆက်တာဟုတ်လားအဲ့တော့ကျေးဇူးဆက်နေရ၄နည်းပြောမှဆိုတော့အခုဘယ်နှနည်းရှိပြီးတော့တနည်းရှိပြီနော်နောက်ဒုတိယညီကဘာလဲဆိုလို့ချင်းဒေသက်ကြီးမိခင်ဖခင်တွေရဲ့စိတ်နှလုံးကိုအေးချမ်းအောင်လုပ်ပေးပါမလုပ်ပြရမှာလဲ
တခါကြီးတခါမကြီးတို့ဦးစင်းတို့ရဲ့မိဘဒီရဲ့စိတ်ထဲမှာအမြဲတမ်းပဲပူလောင်နေရပါတယ်။ဘာလို့နေရတာတော့ပူလောင်နေရတယ်။တခြားအတွက်ပူရတာလားသာသမီအတွက်ပူရတာလား။လိမ္မာတဲ့သာသမီဆိုရင်တော့သိပြီးတော့မပူရဘူးပေါ့ဟုတ်လား။သာသမီတွေကတောက်နေပြီစားနေပြီမူနေပြီရနေပြီလောင်းကစားတွေလုပ်နေပြီဆိုလို့ရှိရင်အိမ်ရမိဘတွေကမပူရဘူးလား။ငါသားလေးဘယ်လိုနဲ့များရံဖြစ်နေမလဲမသိဘူးဘယ်နာများမူလဲနေမလဲမသိဘူးလောင်းကစားတွေလုပ်ပြီးတော့ပတ်စံနေဘလို့ပုံနေမလဲမသိဘူးဆိုပြီးတော့မိဘတွေကပူမနေရဘူးလားအဲ့ဒီအပူတွေကိုငြိမ်းသွားအောင်လုပ်ပေးဖို့မလိုဘူးလားအခုနိုင်ငံရေးတွေဖြစ်ပြီးတော့အရွယ်ကောင်းလေးတွေနော်တောင်းဝင်ရထမ်းဆောင်ရမယ်ဆိုတဲ့အတန်တွေကိုကြားတဲ့အခါကျတော့ဦးစင်းကစဉ်းစားမိဩမိခင်ဖခင်ကျေးဇူးရှင်တွေကငါတို့အတွက်တော့ပူတရားမလိုတော့ဘူးပူတရားလိုသေးလားဒါကတော့ဦးစင်းထင်တာပေါ့လေတော့သူတို့ရဲ့စိတ်ထဲမှာလည်းပဲငါတို့ရဲ့သားလေးလူများထွက်လာလိမ့်မလားမသိဘူးလို့ဒီလိုလဲပူရင်ပူမှာပေါ့လေဟုတ်လားဒါပေမဲ့လို့ဒီကိစ္စအတွက်နဲ့ပတ်သက်ပြီးတော့မိခင်ဖခင်တွေမှာပူတရားမလိုတော့ဘူးဟုတ်လားဒါပေမဲ့ကြံနေခဲ့တဲ့သားသမီးတွေကိုကြတော့ဝေဝေးလန်လန်ကိုမသွားစေပဲနဲ့သူတို့မျက်စိအောင်မှာထားပြီးတော့စောင်းချောက်ကြတယ်ဒါတော့များပါသွားမလဲလို့ဟုတ်လားအဲ့တော့မိခင်ဖခင်တွေရဲ့စိတ်ထဲမှာအမြဲတမ်းပဲပူလောင်မနေရဘူးလားအဲ့ဒီပူလောင်မှုတွေကိုဦးစင်းတို့ငြိမ်းအေးသွားအောင်ကိုကလိမ့်လိမ့်မမနဲ့မနေသင့်ဘူးလားအဲ့ဒါဆိုရင်ဦးစင်းကျေးဇူးဆက်ဖို့ပြောတာနှစ်နည်းရှိပြီဘယ်နှစ်နည်းရှိပြီလဲပထမနည်းကဘာနဲ့ကျေးဇူးဆက်ရမှာလဲသာတရားတောက်တရားတွေအဝတ်အစားတွေလောက်ကင်ပေးတာတွေနဲ့ကျေးဇူးဆက်ပါဟုတ်လားဒုတိယနည်းကဘာနဲ့ကျေးဇူးဆက်ရမလဲဆိုလို့ချင်းမိခင်ဖခင်နေရဲ့စိတ်နှလုံးကိုအေးချမ်းအောင်လုပ်ပေးခြင်းဖြင့်ကျေးဇူးဆက်ပါဟုတ်လားတတိယနည်းကဘာလဲဆိုလို့ချင်းပြိတ္တကြီးရဲ့ဘုရားရှင်ကိုယ်တိုင်ချမ်းမပေးတဲ့ကျေးဇူးဆက်နည်း၄မျိုးရှိပါတယ်ဟုတ်လားကဲလိုက်ဆိုလိုက်စမ်းမှာတတ္ထာမေညာမိဘနှစ်ပါးတတ္ထာပွားအောင်လုပ်ရမယ်တတ္ထာမေညာမိဘနှစ်ပါးတတ္ထာပွားအောင်လုပ်ရမယ်မိခင်မခင်ကျေးဇူးရှင်တွေကလူကိုတမ်းဖို့စိတ်မဝင်ကြဘူးဘုရားတရားသံဃာယရဏမြတ်သုံးပါးမှာယရဏမြတ်သုံးပါးပေါ်မှာမကြည်ညိုတတ်သေးဘူးဆိုလို့ရှိရင်မိခင်ဖခင်ကျေးဇူးရှင်တွေကိုလူတန်းတက်လာအောင်ဘုရားတရားသံဃာပေါ်မှာကြည်ညိုတက်လာအောင်ဆိုပြီးတော့လုပ်မပေးရမှာလားလုပ်ပေးရမှာလားအဲ့ဒါလိုလုပ်ပေးမယ်ဆိုတော့လည်းပဲပြိတ္တကြီးရဲ့ကိုလက်ထဲမှာပတ်စံနေရှိပြီဆိုလို့ချင်းရော့တာကအဖေသုံးဖို့9000တသိန်းအမေသုံးဖို့9000တသိန်းဆိုတော့ကိုယ်တိုင်ပေးပြီးတော့သူတို့ကိုမလူထိုင်းတင်ဘူးလားပထမဦးဆုံးချက်ကတရားမရှိတဲ့မိဘတွေကိုတရားတရားရှိအောင်လုပ်ပေးရမယ်တဲ့ဟုတ်ရဲ့လားဒုတိယချက်ကဘာလို့ခိုင်းတာလဲဆိုလို့ချင်းသီလမရှိတဲ့မိဘတွေကိုသီလရှိအောင်လုပ်ပေးရမယ်ကဲလိုက်ဆိုလိုက်သားမှာသီလမဲ့ညာမိဘနှစ်ပါးသီလပွားအောင်လုပ်ရမယ်ဟောဥပုံနေတွေပါရောက်ပြီဆိုလို့ချင်းအဖေတို့အမေတို့အိမ်မှုကိစ္စအလုပ်တွေကိုမလုပ်နဲ့ပတ်စံရှာခြင်းကိစ္စတွေကိုမလုပ်နဲ့ကျွန်တော်တို့ကျမတို့ကျွေးထားပါမယ်ကျွန်တော်တို့ကျမတို့ပေးထားပါမယ်အဖေတို့မေတို့ကအေးအေးချမ်းချမ်းဥပုံကြောင့်ကိုတော့ပြီးတော့သီလဆောက်မှလို့မပြောရမှာလားပြောရမှာလားအဲ့ဒါလိုကျေးဇူးဆက်မယ်ဆိုလို့ချင်းမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကကျေးဇူးကြည်ပါတဲ့ဘာကြည်ပါတဲ့လဲပိဋကကြီးရဲ့နောက်ဆုံးနံပါတ်3ချက်ကဘာလဲဆိုလို့ချင်းလိုက်ဆိုလိုက်သားမှာစာကမေညာမိဘနှစ်ပါးစာကပွားအောင်လုပ်ရမယ်စာကမေညာမိဘနှစ်ပါးစာကပွားအောင်လုပ်ရမယ်စွန့်ကြဲပေးကမ်းမှုနဲ့ပါနေတဲ့မိဘတွေကိုစွန့်ကြဲပေးကမ်းခြင်းစိတ်ရှိလာအောင်ကိုကနေပြီးတော့ထောက်ပံ့ပေးရမယ်အမေတို့ဘေးတို့ဒီနေရာမှာဒီလောက်လူဆိုပြီးတော့ပတ်စံလေးပေးပြီးတော့လူခိုင်းရမယ်အဲ့ဒီလိုလူခိုင်းမယ်ဆိုရင်မိဘကိုကျေးဇူးဆိုင်ရမရောက်ဘူးလားနောက်ဆုံးအချက်ဆိုလိုက်စမ်းမှာပညာမဲ့ညာမိဘနှစ်ပါးပညာပွားအောင်လုပ်ရမယ်ပညာမဲ့ညာမိဘနှစ်ပါးပညာပွားအောင်လုပ်ရမယ်မိခင်ဖခင်ကျေးဇူးရှင်တွေကအသိပညာဘုဒ္ဓမရှိသေးဘူးဆိုရင်အသိပညာဘုဒ္ဓတွေတိုးပါအောင်အမေတို့အဖေတို့ကိုတရားလေးတွေကူးပေးမယ်ဘုန်းတွေကလုံးမပေးသင့်ဘူးလား
အခုလိုတရားပွဲတွေရှိတယ်ဆိုလို့ရှင်အမေတို့အဖေတို့တရားသွားနာကြီးသားလို့သမီးတို့အိမ်ဆောက်ပေးမယ်လို့မပြောရမှာလားပြောရမှာလားအဲ့ဒါလို့မိခင်ဖခင်တွေကိုတရားတရားမရှိသေးဘူးဆိုရင်တရားတရားရှိအောင်သီလမရှိသေးဘူးဆိုလို့ရှင်သီလရှိအောင်စွန့်ကြဲမှုစာကမရှိသေးဘူးဆိုလို့ရှင်လည်းပဲစွန့်ကြဲမှုစာကရှိအောင်ပညာမရှိသေးဘူးဆိုရင်လည်းပဲပညာရရှိလာအောင်လုပ်ပေးမယ်ဆိုလို့ရှင်မိကကျေးဇူးကိုခြေရာဆက်ရာရောက်ပါတယ်ဟုတ်လားမိဘကျေးဇူးကိုခြေအောင်ဆက်မယ်ဆိုလို့ရှင်ဒီနည်းတွေနဲ့ခြေအောင်ဆက်ပါဟုတ်ရဲ့လားအဲ့တော့ဦးဇင်းမိဘကျေးဇူးတွေကိုစမ်းပြီးပြောလာတာဘယ်နှပါရှိပြီတော့ဘယ်နှမျိုးရှိပြီတော့အဲ့တော့ဒီ၃မျိုးကကြတော့ပြိတ္တကြီးရဲ့မိခင်ဖခင်တွေမကွယ်လွန်သေးဘူးဆိုလို့ချင်းဒီ၃မျိုးနဲ့ဆက်လို့ရပါတဲ့ဟုတ်လားတချို့သောပုဂ္ဂိုလ်တွေကကြတော့မိခင်ဖခင်တွေကအသက်ကြီးတော့ကွယ်လွန်သွားပြီဆိုတော့ဘယ်လိုကျေးဇူးဆက်ရမလို့မေးတရားရှိပါတယ်ဟုတ်လားအဲ့တော့ဘယ်လိုကျေးဇူးဆက်ရမလဲဆိုလို့ချင်းမိမိတို့ကုသိုလ်ကောင်းမှုတွေကိုပြုလုပ်ပြီးတော့ကွယ်လွန်သွားတဲ့မိခင်ဖခင်တွေကိုနာမည်ပေါ်ပြီးတော့အမြတ်တမ်းပေးဝေရမယ်ဟုတ်လားအဲ့ဒါလိုပြုလုပ်မယ်ဆိုလို့ရှိရင်မိခင်ဖခင်တွေကိုကျေးဇူးဆက်ရမရောက်ဘူးလားအဲ့ဒါဆိုရင်ကျေးဇူးဇန်ဒီဘဏ္ဍာနည်းရှိပြီလေရင်းနှီးရှိပြီဟုတ်လားအဲ့တော့ဦးဇင်းတို့အခုပြောလာတာအပိုင်း၃ပိုင်းပြောမယ်လို့ပြောလာတာ၂ပိုင်းရှိပါပြီဟုတ်လားနောက်ဆုံးပိုင်းဖြစ်တဲ့တရားကောင်းစဉ်နဲ့ဖြစ်တဲ့အမွေမလူပါနဲ့အမေလူပါဆိုတဲ့တရားကောင်းစဉ်နဲ့ဦးဇင်းတို့ဝိထုအကြောင်းအရာလေးတစ်ပုဒ်ကိုပြောကြည့်ရအောင်ယေတကြီးလောကမှာရှိနေတဲ့အမွေဆိုတာကဘေတကြီးဟောဒီတဘဝသာလျင်သုံးစားလို့ရပါတယ်ဒါတော့မှမသိကြဘူးသိကြသလားအဲ့တချို့သောပုဂ္ဂိုလ်တွေကကြတော့အဲ့ဒီအမွေတွေကိုပဲတန်ဖိုးထားပြီးတော့လူလိုက်ကြတာမလူကြဘူးလားလူကြတယ်ပြိတ္တကြီးဟုတ်လားတချို့တွေဆိုရင်ဘလောက်တီအောင်လူတယ်လဲဆိုလို့ချင်းအဖေမေတွေတော့မသေးသေးဘူးဒီကအမွေတွေလူနေကြပြီမရှိဘူးလားတကယ်လို့ရမှာကအမွေလားအမေလားတကယ်လို့ရမှာကအမွေလားအဖေလားဟုတ်ရဲ့လားအေးတကယ်လို့ရမှာကအမေနဲ့အဖေတွေကိုလူရမှာတဲ့ဟုတ်ရဲ့လားအမေနဲ့အဖေတွေကိုပြုစုလုံကျွေးတဲ့သာသမီတွေဟာဘာဖြစ်မလဲဆိုလို့ရှိရင်ဣတိဝနာပတံတန္တိပစ္စတကိပမောတတိဟုတ်လားမိခင်မခင်ကျေးဇူးရှင်တွေကိုလုံကျွေးတဲ့ပုဂ္ဂိုလ်တွေကိုဟောဒီလောကမှာရှိနေတဲ့ပညာရှိပုဂ္ဂိုလ်တွေကရှင်းမှန်းကြပါတယ်ဘယ်သူတွေကရှင်းမှန်းတာလဲပညာရှိတွေကရှင်းမှန်းတယ်ပြီးတော့လည်းပြိတ္တကြီးရဲ့မိခင်ဖခင်ကျေးဇူးရှင်တို့ကိုလုံကျွေးတဲ့ပုဂ္ဂိုလ်တွေကဒီဘဝတည်ပြီးလို့နောက်ဘဝရောက်တဲ့အခါမှာလည်းပဲနတ်ပြည်နတ်လောကမှာပျော်မွေ့ရပါတယ်ဟုတ်လားအဲ့တော့မိခင်ဖခင်ကျေးဇူးရှင်တွေဆိုတာကိုယ့်ကိုနတ်ရွာသူကတိကိုရောက်အောင်လုပ်ပေးမဲ့ကုသိုလ်ကောင်းမှုပြုရာဌာနတွေပဲဟုတ်ရဲ့လားအဲ့တော့အမွေလူမလားအမေလူမလားအမေလူဟုတ်လားဦးဇင်းကစဉ်းစားတယ်အာဒီတရားဟောပေးရင်တော့ဒကာကြီးရဲ့ဒကာမကြီးတွေလက်ကိုလာဆွဲကြတော့မှလည်းတူရဲ့ဟုတ်လားဒကာကြီးတွေဒကာမကြီးတွေရှိတယ်ဆိုလို့ရှိရင်ကိုကကိုအင်းကိုခေါ်ပြီးတော့ကျွေးတဲ့နာကျွေးမွေးတဲ့နာမွေးမလုပ်ရဘူးလားသူတို့လည်းပဲကျွေးတဲ့နာကျွေးတယ်တခြားသောသားသမီးတွေကကျွေးတဲ့နာကျွေးတယ်ဆိုပေမဲ့လို့ကိုကမကျွေးတယ်မူလားကောင်းတာကတော့ပြန်ပြီးတော့ကျွေးရင်ပိုကောင်းတာပေါ့လေဟုတ်လားထိုင်လူကျွေးရင်ပိုကောင်းတာပေါ့ဟုတ်လားအဲ့တော့ဘုရားရှင်လက်ထက်တော်ကလည်းပိဋကကြီးရဲ့ယံလေးတစ်ပါးမိခင်ဖခင်ကျေးဇူးရှင်တွေကိုကျေးဇူးရှိလို့ဆိုပြီးတော့လှုပ်ကျွေးနေတာဘယ်သူကလှုပ်ကျွေးနေတာလဲယံလေးတစ်ပါးကမိခင်ဖခင်တွေကိုလှုပ်ကျွေးနေတာဟုတ်လားအဲ့ဒါကိုလူတွေယဟန်တွေကကဲရကြတဲ့လူဖြစ်တဲ့ပုဂ္ဂိုလ်တွေကိုယဟန်ဖြစ်တဲ့ပုဂ္ဂိုလ်ကပြုစုလှုပ်ကျွေးရသလားဆိုပြီးတော့ကဲရတယ်အဲ့ဒါကိုဘုရားရှင်ကိုရောမြတ်ကြီးသိတဲ့အခါကျတော့မကဲရကြနဲ့မိခင်ဖခင်တွေကိုလှုပ်ကျွေးကောင်းတယ်ဆိုပြီးတော့အဲ့ဒီမှာအတိတ်ဇာတ်ကြောင့်ကိုပြန်ပြောင်းပြီးတော့ဟောပါတယ်ပိဋကကြီးဘာယနတိပြည်ဗြဟ္မဝရဏမြို့မှာပုံနာကြီးတယောက်ရှိပါတယ်ဘာရှိတယ်လဲပုံနာကြီးတယောက်ရှိတယ်ဘာယနတိပြည်ဗြဟ္မဝရဏမြို့မှာပုံနာကြီးတယောက်ရှိတယ်အဲ့ဒီပုံနာကြီးဟာပစ္စည်းဥစ္စာဘယ်လောက်ထိကျွယ်ဝချမ်းသာတယ်လဲဆိုရင်ဂတိ80ကျွယ်ဝချမ်းသာတယ်ဂတိဘယ်လောက်ကျွယ်ဝချမ်းသာတယ်လဲဂတိ80ကျွယ်ဝချမ်းသာတဲ့မဟာသာလပုံနာမျိုးကြီးသူ့မှာလည်းပဲဇနီးမယားရှိတယ်တဲ့အဲ့ဒါသူတို့ဇနီးမောင်နှံကသာသမီမထွန်းကားဘူးသာသမီထွန်းကားသလား
သာသမီမထွန်းကားဘူးအဲ့ဒါကြောင့်မလို့ဘုံနာကြီးကသူ့ရဲ့ဇနီးမယားကိုပြောတယ်ပုံနေမကြီးရေမင်းသားစုတောင်းကွာဆိုပြီးတော့ပုံနေမကြီးကိုသားစုတောင်းခိုင်းတယ်ဘာတောင်းခိုင်းတာလဲအဲ့ဒါလို့သားစုတောင်းတဲ့အခါကျတော့လေပြိဿကြီးဘုရားလောင်းကိုရောမြတ်ကြီးကယမပြည်ကနေဆုတယ်ပြီးတော့ပုံနေမကြီးရဲ့ဝမ်းထဲမှာပဋိသန္ဓေလာပြီးတော့တည်ပါတယ်အဲ့ဒါဘုရားလောင်းဟုတ်လားအဲ့ဒါဘုရားလောင်းကပဋိသန္ဓေလာပြီးတော့တည်တဲ့အခါကျတော့ပြိဿကြီးကိုလာလဲဆွေလာဖွားဆိုတယ်လို့ဆယ်လာပြည့်တဲ့အခါကျတော့မွေးဖွားတယ်ပေါ့မမွေးဘူးလားအဲ့မွေးဖွားလာတဲ့ကလေးကိုသောနာလို့အမည်ပေးလိုက်ပါတယ်ဘယ်လိုအမည်ပေးလဲအဲ့ဒါလိုမွေးပြီးသိမကြခင်မှာပဲအဲ့ကလေးလမ်းလျှောက်တဲ့အရွယ်ကိုရောက်ပြီဆိုရင်ဒီဗြဟ္မပြည်ကနေနောက်ဓမ္မပြည်ကဗြဟ္မကြီးဟာကွယ်လွန်ပြီးတော့အဲ့ဒီမိခင်ရဲ့ဝမ်းထဲမှာပဋိသန္ဓေလာပြီးတော့တည်ပြန်တယ်အဲ့ဒါလိုပဲကိုလာလဲဆွေလာဘွားဆိုတဲ့အတိုင်းဝေးပွားတဲ့အခါကျတော့အဲ့ဒီကလေးကိုနန္ဒလို့အမည်ပေးပါတယ်။ဘာအမည်ပေးသလဲ။အဲ့တော့ဒေသကြီးရဲ့မိခင်ဘာခင်နှစ်ယောက်ကမွေးလိုက်တာသားဗနှစ်ယောက်လဲ။ဘာနဲ့ပါလဲ။သောနာနဲ့နန္ဒာဘာနဲ့ပါလဲ။အဲ့ဒီသောနာနဲ့နန္ဒာကဒေသကြီးအရွယ်ရောက်လာပြီဆိုတဲ့အခါကျတော့မိခင်ဘာခင်လို့တဲ့ပုဂ္ဂိုလ်ရာအတ္တပညာတွေကိုလည်းပဲသူတို့ကိုသင်ပေးသွားပြီးဆိုတဲ့အခါကျတော့ဘာခင်လို့တဲ့ပုဂ္ဂိုလ်ကြီးကအကြီးပြည့်တဲ့သောနာကိုအိမ်အောင်ရှာပေးဖို့သူ့ရဲ့ပုံရင်းမကြီးကိုပြောတယ်ပေါ့လေဟုတ်လားပုံရင်းမကြီးရေမင်းရသားကိုခေါ်ပြီးတော့ပြောစမ်းပါဦးငါတို့အိမ်အောင်ရသားရှာထားပေးရအောင်မင်းရသားကြီးကိုအိမ်အောင်ရသားရှာပေးဖို့ပြောစမ်းပါအောင်ဆိုတော့ပုံရင်းမကြီးကသွားပြောတဲ့အခါသောနာဆိုတဲ့ကောင်းလေးကဘာပြောလဲဆိုလို့ရှိရင်အမေအိမ်အောင်မပြုတ်ကျင်ပါဘူးအသက်ရှင်သမျှကာလပတ်လုံးအဖေနဲ့အမေကိုပြုစုလုပ်ကြွေးခြင်းပါတယ်အဖေတို့အမေတို့မရှိတဲ့အခါကျမှသာလည်းရင်သားဟာတော်တယ်မှာယတိဟန်ပြုပြီးတော့နေပါတော့မယ်ဒါကြောင့်သားအိမ်အောင်မပြုတ်လို့ပါဘူးဘယ်သူကပြောတာလဲသောနာကပြောတယ်သားအိမ်တော်မပြုခြင်းမဟုတ်အဖေတို့အမေတို့ကိုအသက်ရှိသလောက်သားလုပ်ပြပါမယ်အဖေတို့အမေတို့မရှိတဲ့အခါမှာသားယတိဟန်ပြုပြီးတော့နေပါမယ်အဲ့တော့ပြိဿကြီးရဲ့မိခင်လုပ်တဲ့ပုဂ္ဂိုလ်ကလည်းပဲအကြီးကိုပြောလို့မရတော့အငယ်ကိုသွားပြီးတော့ပြောပြန်တယ်ငါသားသောနာရေမင်းရဲ့အကိုကြီးကတော့အိမ်တော်ပြုဖို့ပြောတာမရဘူးဟာအဲ့ဒါမင်းကိုပဲငါတို့အိမ်တော်ချပေးရတော့မှာပဲဆိုတော့ပြိဿကြီးရဲ့အငယ်ဖြစ်တဲ့နန္ဒာကလည်းပဲဘာပြောတယ်လဲဆိုတော့အကိုကြီးတွေ့တဲ့တွေကိုသာဥကောင်းနဲ့မခံလို့ဘူးတဲ့ဒါလည်းပဲအကိုကြီးတို့ပဲမိခင်ဘာခင်တို့ကိုသတ်ဆုံးတိုင်းလုပ်ကြွေးမယ်အမေတို့ဖေတို့မရှိတဲ့အခါမှာဒါလည်းပဲအကိုကြီးနဲ့အတူတော်တယ်မှာသွားပြီးတော့ယတိဟန်ပြုပြီးတော့နေပါတော့မယ်ပိဿကြီးဒါနှစ်ယောက်ကယတိဟန်ပြုဖို့မပြောဘူးလားမိခင်ဘာခင်တွေကိုအရင်ဆုံးကျေးဇူးဆက်တဲ့အနေနဲ့ပြုစုလုပ်ကြွေးမယ်မိခင်ဘာခင်ပုဂ္ဂိုလ်တွေကွယ်လွန်နေစာရောက်သွားတဲ့အခါမှာသူတို့တွေကတောထဲမှာသွားပြီးတော့ယတိဟန်ပြုကြမယ်တဲ့ဒီရွယ်ချက်တွေမကောင်းဘူးလားအဲ့ဒါလိုသားလေးမျိုးတွေကမလိုချင်ဘူးလားမလိုချင်ဘူးလားလိုချင်တာပေါ့ဟုတ်လားအဲ့ဒါလိုသားလေးမျိုးတွေကရမယ်ဆိုလို့ချင်းမိဘတွေဘယ်လောက်ထိကြောင်းကြော်လိုက်ကြမလဲဟုတ်ရဲ့လားအဲ့ဒါနဲ့ပဲပိဿကြီးရဲ့အဲ့ဒီလိုသားနှစ်ယောက်ကပြောတဲ့အတန်ကိုမိခင်ကြီးကနားထောင်ပြီးတော့ပုံနာကြီးကိုသွားပြီးတော့ပြောတယ်ပုံနာကြီးရေဒီလိုဒီကြောင့်ပဲသောတာနှစ်ယောက်ကတော့ကျုပ်တို့ကိုသက်ဆုံးတိုင်းလှုပ်ကြွေးပြီးတော့ယတိဟန်ပြုပဲပြောနေကြတယ်ဒါကြောင့်မို့လို့ငယ်တဲ့ပုဂ္ဂိုလ်ကတော့မှသာလျင်ကာမဂုဏ်အာယုန်တွေကိုမတတ်မှတ်ပဲနဲ့ကာမဂုဏ်အာယုန်တွေကိုမတတ်မှတ်ပဲနဲ့ယတိဟန်ပြုဖို့ပြောကြသေးတယ်ဆိုလို့ရှိရင်ငါတို့လိုအသက်ကြီးတဲ့ပုဂ္ဂိုလ်တွေကဘာကြောင့်မို့လို့ကာမဂုဏ်ကိုမစွန့်လွတ်နိုင်ရမှာလဲကဲဒါဖြင့်ငါတို့သာမိတဘာလျောကလုံးရှိတဲ့ပစ္စည်းဥစ္စာတွေကိုဆွလွတ်ပြီးတော့ယတိယဟန်ပြုကြမယ်ဆိုပြီးတော့သူတို့ပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာတွေကိုအကုန်လုံးဆွလွတ်ပြီးတော့ဒီမဝန္တာတော်တဲ့မှာသာမိတဘာလျောယတိယဟန်ပြုပြီးတော့နေကြပါတဲ့ဘယ်နှယောက်လဲသာမိတဘာလျောယတိယဟန်ပြုပြီးတော့တော်တဲ့မှာသွားပြီးတော့နေကြတယ်အဲ့ဒါလိုနေတဲ့ခါကျတော့ပြိဿကြီးမနမောလင်းချင်းကိုရောက်လာပြီဆိုလို့ချင်းအကိုကြီးလုံးတဲ့သောနာဟောညီဖြစ်တဲ့နန္ဒာဘောကအဖေနဲ့အမေသုံးဖို့စားဖို့ဆိုပြီးတော့စားတရားတောက်တရားတွေချိုးတရားရည်တွေထ
ထားပြီးတော့ပြုစုလုပ်ကြွေးတယ်အဖေနဲ့မေကိုလည်းပဲနင်းနေပြီးတော့ပြီးတယ်ဒီလိုသားသမီးတွေပြုလုပ်ရမယ်ကျင့်ဝတ်တွေနဲ့အညီပြုစုမလုပ်ကြွေးဘူးလားအေဘေတကြီးရဲ့တနေ့ကြတဲ့အခါကျတော့သောနာဆိုတဲ့အကြီးဆုံးရသေးကြီးဟာဇံပင်ရင်ရတဲ့အတွက်ကြောင့်အဝေးဆုံးကတိတိတွေမှဲပေကောင်းပေဆိုတဲ့တိတိတွေကိုတွန်းပြီးတော့ခုတယ်ညီလုံးတဲ့နာကကြတော့ပြိတ္တကြီးရဲ့ဇံပင်ရင်မရတဲ့အတွက်ကြောင့်မလို့အနီးနားမှာရှိနေတဲ့တိတိတွေကိုမမဲသေးပဲနဲ့တွန်းပြီးတော့ခုတယ်တကယ်ဆိုရင်မနှက်ပြန်တဲ့ဘက်ကမှမဲမဲ့တိတိတွေအဲ့ဒါကိုထင်းနေတဲ့ကခုပြီးတော့အဖေနဲ့အမေကိုအရင်ဥဆုံးတွေးပါတယ်ပြိတ္တကြီးမိခင်ဖခင်တွေကိုမမဲတဲ့တိတိတွေမတွေးဘူးလားတကယ်ဆိုလို့ချင်းမနှက်ပြန်တဲ့ဘက်ကမှအဲ့ဒီအသီးတွေကမဲ့မှာဟုတ်ရဲ့လားဒါကြောင့်မလို့သူကမိခင်ဖခင်တွေကိုကျွေးခြင်းမွေးခြင်းနဲ့စိတ်ရှိတဲ့အတွက်ကြောင့်မလို့အဝူဆုံးအပြားဆုံးကျွေးမဲ့ဆိုပြီးတော့ချစ်ရတိတိတွေကိုသူကဖူးဆိုပြီးတော့ကျွေးတယ်အဲ့တော့ကိုကြီးလောက်တဲ့သောနာယတိကြီးဟာပြန်လာတဲ့အခါကျတော့အမေတို့အဖေတို့ဟောဒီမှာသားယူလာတဲ့တိတိအကောင်းတွေချိုးပေမဲ့ပေဆိုတဲ့အသီးတွေပါတယ်အမေတို့ဖေတို့စားကြပါအောင်ဆိုတော့မစားတော့ဘူးစားသေးသလားမစားတော့ဘူးငါသားရင်မင်းရဲ့ညီလေးနန္ဒကျွေးတဲ့အသီးတွေကိုအမေတို့စားပြီးတော့ဥပုပ်ဆောင်နေကြတာဒါကြောင့်တော့အမေတို့ဆုံးစားခြင်းကိစ္စပြီးတော့မစားတော့ပါဘူးဆိုတော့အကိုကြီးလောက်တဲ့ပုဂ္ဂိုလ်ကညီလေးပဲအသီးတွေကိုကျွေးထားတာလဲဆိုတော့အဲ့ဒီအသီးတွေကိုသွားပြီးတော့ကြည့်တယ်ကြည့်တဲ့အခါကျတော့အဲ့ဒီအသီးတွေကပြည့်တဲ့ကြီးမမှန်သေးဘူးတဲ့မဲ့ပြီလားဩဒီအတိုင်းနာမိခင်ဖခင်တွေဒီအသီးတွေကိုစားကြမယ်ဆိုလို့ရှိရင်မိခင်ဖခင်ပုဂ္ဂိုလ်တွေဟာတထေးမျိုးကလာတာဖြစ်တဲ့အတွက်ကြောင့်ဒီလိုမကောင်းတဲ့အသီးတွေကိုစားမယ်ဆိုလို့ရှိရင်တတ်တန်းစစ်နေရမှာမဟုတ်ဘူးဘယ်သူတွေးတာလဲဒီတဲ့ကြီးဘယ်သူတွေးတာလဲအကြီးဆုံးသောနာယတိကြီးကတွေးတာဟုတ်လားအဲ့ဒါနဲ့ညီလေးဘုလုံးတဲ့ပုဂ္ဂိုလ်ကိုခေါ်တယ်ညီလေးနန္ဒအေးမင်းလောင်းကွာမင်းအဲ့ဒါလိုမတွေးရဘူးမင်းအဲ့ဒါလိုတွေးမဲ့ဆိုလို့ရှိရင်အဖေနဲ့အမေတက်တန်းရှိချင်းနေရမှာမဟုတ်ဘူးငါညီကတကယ်လို့မင်းကျွေးခြင်းနဲ့ဆိုရင်အကိုကြီးလာတဲ့အထိမင်းဆောင်အောင်ကွာအကိုကြီးလာမှမင်းနဲ့ငါနဲ့အတူတူကျွေးကြတာပေါ့အမေနဲ့အဖေကသူတို့စားခြင်းနဲ့တည်တည်တွေကိုကိုယ်တိုင်ယူပြီးတော့စားပါစေငါလည်းဒီကြည့်စောင့်မအောင်လို့ပြောပြီးမှလို့ပြည့်တဲ့ကြီးအငယ်လုံးတဲ့နန္ဒကနားမထောင်ဘူးလေနားထောင်ရဲ့လားအေးသူကလည်းဦးဆုံးအဖျားဆုံးကျွေးကျင်တာလေပြိတ္တကြီးဟုတ်လားအဲ့တော့ဒကာကြီးဒကာမကြီးတော့သာသမီ3ယောက်ရှိတယ်4ယောက်ရှိတယ်ဆိုလို့ချင်းအဲ့ဒီ3ယောက်4ယောက်ထဲမှာကိုကဦးအောင်မကျွေးသင့်ဘူးလားဦးဖျားဖျားကျွေးရမှာဟုတ်လားအမေတို့ဘယ်လိုကတော့သူတို့ကျွေးတာကိုစားနေပြီးငါပေးတရားမလိုဘူးလို့ကျွေးတရားလိုသလားအေးသူတို့ကျွေးသည်ဖြစ်စေမကျွေးသည်ဖြစ်စေကိုကတော့မကျွေးသင့်ဘူးလားကျွေးသင့်တယ်အဲ့ဒါလိုပြောတဲ့အခါကျတော့ပြိတ္တကြီးနောက်နေ့မနက်မှလည်းပဲနန္ဒလုံးတဲ့ယတိငယ်လေးကအနီးနားမှာရှိနေတဲ့တတိတွေကိုခူးပြီးတော့အဖေနဲ့အမေကိုကျွေးပြန်တယ်ဒီအခါလဲအကိုကြီးသိတဲ့အခါကျတော့ညီလေးမင်းငါပြောတဲ့စကားကိုနားမထောင်ဘူးဒါကြောင့်မလို့မင်းဒီနားမှာမနေတော့နဲ့ကွာဆိုပြီးတော့ညီလေးကိုနှင်တွတ်တယ်ဘယ်သူကနှင်လွတ်တာလဲသောနာဆိုတဲ့ယတိအကိုကြီးကနှင်လွတ်တယ်အဲ့ဒါလိုနှင်လွတ်တဲ့အခါကျတော့အငယ်ဖြစ်တဲ့နန္ဒကအကိုကြီးကိုရှိခိုးအဖေအမေကိုအကျိုးကြောင့်ပြောပြပြီးတော့သူနေတဲ့ကမ္မထံကြောင့်လေးတွေကိုဝင်ပြီးတော့ကမ္မထံတရားနှလုံးသွင်းလိုက်တာသူလည်းပဲဇံအပင်ကြီးလေးရသွားပါတဲ့။ဘာတွေရသွားပြီတော့ဦးဇင်းကအဲ့ဒီနေရာမှာစဉ်းစားမိတယ်။ဘာစဉ်းစားမိလဲဆိုတော့မိဘကိုလှုပ်ကြွေးတဲ့သားသမီးတွေဟာကြံတိုင်းအောင်တယ်။ဘာအောင်တာလဲ။မိဘကိုလှုပ်ကြွေးတဲ့သားသမီးတွေသူတို့ဘာပဲလှုပ်လိုက်လို့လဲအကုန်လုံးဟာကြီးပွားကြတယ်ချမ်းသာကြတယ်အောင်မြင်ကြတယ်မဟုတ်ဘူးလားဒီမှာလည်းပဲနန္ဒဆိုတဲ့ယတိငယ်လေးကမိဘတွေကိုပြုစုလှုပ်ကြွေးနေတာအဲ့လိုမိဘတွေကိုပြုစုလှုပ်ကြွေးပြီးတော့သူကမ္မထံတရားနှလုံးသွင်းလိုက်တာဇံအပင်ရှင်လေးရသွားပါတဲ့ဟုတ်ရဲ့လားအဲ့ဒါနဲ့သူဇံအပင်ရှင်လေးရသွားပြီဆိုတော့သူစဉ်းစားတယ်အကိုကြီးလှုပ်တဲ့သောနာကိုငါအနုဒ္ဒအိုင်ကနေပြီးတော့ရေတွေကိုခတ်ပြီးတော့အကိုကြီးကငါတောင်းပန်လို့လည်းပဲရတယ်နောက်ပြီးတော့ခင်းငါမြစ်တဲ့ကတဲတွေကိုယူပြီးတော့အကိုကြီးရဲ့ကြောင်းဘလဝအတွင်းထဲမှာဖြန်းခင်းပြီးတော့အကိုကြီးကိုတောင်းပန်လည်းပဲငါရတယ်ပြီးတော့လည်းပဲပိဋကကြီးရဲ့နမင်းကြီးတွေပါနဲ့တရားမင်းကိုခေါ်ပြီးတော့အကိုကြီးကိုတောင်းပန်ပြီးတော့ငါအဖေနဲ့အမေကိုပြုစုလုပ်တွေ့မယ်ဆိုရင်ရတယ်
ဒါပေမဲ့သူအဲ့လိုမလုပ်ဘူးတဲ့အိတ်တိလောက်ရလားဘာလို့မလုပ်တာလဲဆိုလို့ချင်းဒီလိုလေးလုပ်လိုက်မယ်ဆိုလို့ချင်းငါအကိုကြီးရဲ့ဂုဏ်ကျေးဇူးရာဟောဒီသမှုထိတ်ကျွန်းလုံးကိုပြန်နှံ့သွားမှာမဟုတ်ဘူးတဲ့ဒါကြောင့်မလို့အကိုကြီးရဲ့ဂုဏ်ကျေးဇူးတွေသမှုထိတ်ကျွန်းလုံးကိုပြန်နှံ့သွားအောင်ဆိုပြီးတော့တရားတစ်ပါးသောမင်းတွေကိုဆိုပြီးတော့ငါအကိုကြီးကိုတောင်းပန်ပြီးတော့အမေနဲ့အဖေကိုလှုပ်ကြွေးခွင့်တောင်းမယ်ဘယ်သူကစဉ်းစားတာလဲနန္ဒာဆိုတဲ့ယသိငယ်တွေကအဲ့ဒါလိုစဉ်းစားပြီးတော့မနောဇာဆိုတဲ့ဘယင်ကြီးရဲ့နန်းတော်ရှိကိုသွားပြီးတော့ရက်တယ်အဲ့တော့မနောဇာဆိုတဲ့ဘယင်ကြီးရဲ့နန်းတော်ရှိကိုသွားရက်တော့မူမတ်တွေကယသိလေးကိုစားတရားတောက်တရားတွေအဝိဇ္ဇတွေအကုန်လုံးလာပြီးတော့လူကြတယ်ယသိလေးကလက်မခံဘူးလက်ခံသလားအလိုချင်တာဒါတွေမဟုတ်ပါဘူးမနောဇာမင်းကြီးကိုတရားတော်မင်းကြီးရဲ့အထက်မှာရှိအောင်တရားတော်မင်းကြီးရဲ့အရှင်သခင်ဖြစ်အောင်ငါလုပ်ပေးမယ်ဒါကြောင့်မလို့မင်းကြီးရဲ့ချမ်းသာကြောင်းဖြစ်ဖို့အတွက်ငါလာခဲ့တာဆိုတော့အဲ့ဒီမှာပြိဿကြီးတူတူပြောတော့မင်းကြီးနဲ့အတူသူတို့တခြားသောမင်းတွေကိုစုဆောင်ဖို့ဆိုပြီးတော့ထွက်သွားတယ်ပေါ့အဲ့တော့မနောဇာမင်းကြီးနဲ့အတူတူစင်တက်မြင့်တက်ယထာတက်ရှေးလျင်တက်ဆိုတဲ့တက်ကြီးလေးတက်နဲ့အနောက်ကခြံရံပြီးတော့သူတို့ဘယ်ကိုခြိတက်တယ်လဲဆိုလို့ရှိရင်ကောသလတိုင်းကိုအရင်ခြိတက်တယ်ဘယ်ကိုခြိတက်လဲဘယ်ကြိဘယင်နဲ့စစ်တီဘဝတွေပါတဲ့အင်အားဟာဘယ်လောက်ထိရှိမလဲဦးဇင်းတို့ခံမှန်းကြည့်တာပေါ့လေဟုတ်လားဒါဦးဇင်းတို့ခံမှန်းကြည့်တာအ ਨੇ ဆုံးတော့ဒါလက်တစ်ဖက်ကတော့ကျင်းသေးရှိတယ်ဟုတ်လားအဲ့ဒီလိုကြီးနဲ့သူတို့ကဘယ်သွားလဲဆိုလို့ရှိရင်ကောသလတိုင်းကိုသွားပြီးတော့ကောသလမင်းကြီးကိုသူတို့ကစစ်ထိုးမာလာနိုင်ငံကိုပြေးမာလာဆိုပြီးတော့သွားပြီးတော့ကျွေးကြော်တော့ဟိုကမခံကျင်တဲ့ခါကျတော့ဟိုကလည်းစစ်တပ်ကြီးထွက်လာပြီးတော့သူတို့တွေစစ်တိုက်ဖို့ပြင်ကြတယ်ဟိုဘက်ကလည်းများတွေချိန်ပြီးတော့ပြည့်ဒီဘက်ကလည်းများတွေချိန်ပြီးတော့ပြည့်အဲ့ဒါကိုနန္ဒယတိတွေကသူ့မှာပါလာတဲ့တရေနွယ်လေးနဲ့ဖြန့်ခင်းပြီးတော့အဲ့ဒီညားတွေကိုအကုန်လုံးသိမ်းယူလိုက်တယ်ညားတွေရှိသေးသလားများတယ်မရှိတော့သူတို့ကစစ်တိုက်လို့မရတဲ့အခါကျတော့မနောဇာမင်းကြီးမကြောက်လာမှနဲ့မနောဇာမင်းကြီးရဲ့နိုင်ငံလေးပဲမနောဇာမင်းကြီးရဲ့နိုင်ငံဖြစ်ရပါလိမ့်မယ်ကောသလမင်းကြီးမကြောက်ပါနဲ့ကောသလမင်းကြီးရဲ့နိုင်ငံလေးပဲကောသလမင်းကြီးရဲ့နိုင်ငံဖြစ်ရပါလိမ့်မယ်ကောသလမင်းကြီးဟာမနောဇာမင်းရဲ့အလိုတို့လိုက်ပေးပါလို့အဲ့လိုပြောပြီးတော့ပိဿကြီးဘယင်နေရအောင်စုဆောင်းတာဘယ်လောက်ထိကြာသွားလဲဆိုလို့ရှိရင်9နှစ်9လ9ရက်ကြာသွားတယ်ဘယ်လောက်ကြာသွားတယ်လဲဘယင်တွေကိုလိုက်ပြီးတော့စုဆောင်းတာ9နှစ်9လ9ရက်ကြာသွားတယ်ဘယင်တွေကလည်းဘယ်လောက်ထိရတယ်လဲဆိုလို့ရှိရင်တရားတစ်ပါးသောမင်းကြီးရပါတယ်မင်းပေါင်းဘယ်လောက်လဲအဲ့ဒီမင်းပေါင်းတရားတစ်ပါးထဲမှာဘယ်သူကအကြီးဆုံးလဲဆိုလို့ရှိရင်မနောဇဆိုတဲ့မင်းကြီးကအကြီးဆုံးအဲ့ဒါလို့တရားဓမ္မသောမင်းတွေကိုစူဆောင်းပြီးတဲ့အခါကျတော့နန္ဒာယတိလေးက9ရက်လောက်ပုံနေလိုက်တယ်ပုံနေတဲ့အခါကျတော့မနောဇမင်းကြီးကဒီစည်းစိမ်ချမ်းသာတွေကိုသူကခံစားပြီးတော့နေတယ်တဲ့အဲ့တော့9ရက်လောက်ကြာတဲ့အခါကျတော့မနောဇမင်းကြီးကသွားပြီးတော့တတိရတယ်ငါဒီလိုချမ်းသာသူကတွေရနေတာအဖေကလည်းပေးတာမဟုတ်ဘူးအမေကလည်းပေးတာမဟုတ်ဘူးဒီပုဂ္ဂိုလ်ကပေးတာဒီပုဂ္ဂိုလ်ကလက်လားနတ်လားလူလားတကယ်လို့နတ်ပြစ်မယ်ဆိုလို့ရှိရင်လည်းပဲသူနဲ့ထိုက်တဲ့အရာကိုငါပေးမယ်တကယ်လို့လူပြစ်တယ်ဆိုရင်လည်းပဲယထာတွေမြင်းတွေပစ္စည်းဥစ္စာတွေမိမလျှောမိမလားလေးတွေနောက်ဆုံးပြောမယ်ဆိုလို့ရှိရင်တိုင်းပြည်ကိုအုပ်ချုပ်ခြင်းနဲ့ဆိုရင်တော့မှပဲငါပိုင်သောတိုင်းပြည်ကိုတဝက်ခွဲပြီးတော့ငါအုပ်ချုပ်စေမယ်ဒါမှမဟုတ်သူကတကယ်လို့အလိုရှိတယ်ဆိုလို့ရှိရင်ဒီတရားဓမ္မတော်မင်းတွေကိုအုပ်ချုပ်လို့ရတဲ့ဘယင်ဖြစ်ကိုငါပေးမယ်သူကဘု து ကိုပေးမှလဲဆိုရင်နန္ဒယတိလေးကိုပေးမှဘု து ကိုပေးမှလဲအဲ့တော့နန္ဒယတိလေးရောက်လာတဲ့အခါကျတော့သင်ကဘု து လဲလို့ပြီးတော့ကျွန်တော်ကယတိဖြစ်ပါတယ်ဟောဒီဒီမဝန္တာတော်ကြီးထဲမှာအဖေရဲ့အမေရဲ့အကိုရဲ့ဆိုတဲ့ယတိ၃ပါးရှိပါတယ်အဲ့ဒီယတိ၃ပါးမှာအကိုကြီးကအဖေနဲ့အမေကိုလှုပ်ကြွေးနေတာပါငါကအဖေနဲ့အမေကိုလှုပ်ကြွေးခြင်းမရတဲ့အတွက်ကြောင့်မလို့အဖေနဲ့အမေကိုလှုပ်ကြွေးခွင့်ကိုရကြမှာတယ်ဒါကြောင့်မလို့ငါကိုကူညီပါမင်းပေးတဲ့အရာတွေကိုလည်းပဲငါမလိုချင်ဘူးဘယ်သူကပြောတာလဲအဲ့ဒါလိုပြောပြီးတဲ့အခါကျတော့ပြိဿကြီးမနောဇမင်းကြီးကလည်းပဲဒါမြင်တပည့်တော်လှုပ်ပေးမယ်ဆိုပြီးတော့သူတို့တွေအကုန်လုံးသူရဲ့အဖေတွေအမေတွေရှိတဲ့သင်္ကန်းကျောင်းစီကိုခြိတက်ပြီးတော့သွားတယ်မင်းပိဋကပေါင်းကဘယ်လောက်လဲ100 ပါး
သူ့နောက်မှာပါလာတဲ့စစ်တီဘိုးဘာရင်းနဲ့တွေ့လိုက်မယ်ဆိုလို့ရှင်ပြိတ္တကြီးဘယ်အနေမှာတော့ဟုတ်လားဦးဇင်းခံမှန်းကြည့်တာတော့ဧက100လောက်ရှိတယ်ထင်တယ်လေဟုတ်လားအဲ့တော့အဲ့ဒီလောက်များတဲ့လူကြီးနဲ့ခြိတက်ပြီးတော့သွားတာအကိုကြီးလောက်တဲ့သောနာလည်းပဲငါညီလေးပဲညာရောက်နေလည်းမသိဘူးဒီကနေထွက်သွားတာ9နှစ်9လကျော်ပြီဆိုပြီးတော့အဲ့ဒီလိုအာယုံပြုပြီးတော့ကြည်တဲ့အခါမှာသူစီကိုခြိတက်လာတဲ့မင်းပေါင်း100ပါးနဲ့သူညီကိုသူမြင်ရပါတယ်ဘယ်သူမြင်ရတာလဲအကိုကြီးသောနာကအဲ့ဒါကိုမြင်ပြီးတော့ဩဒီမင်းမြတ်တွေဟာဒီအချင်းကငါတို့အချင်းနဲ့တူပြီးတော့ပြိုင်တရားလားဆိုပြီးတော့ငါဘောမှာမသိမတင်နှလုံးသွင်းကြမယ်ဆိုလို့ချင်းသူတို့တွေငရဲကြည့်နိုင်တယ်ဒါကြောင့်မို့လို့ငါရဲ့အစွမ်းကိုပြမယ်ဆိုပြီးတော့လူမပါဘဲနဲ့ပြိတ္တကြီးတဘိုးနဲ့ရေဘုံကိုကောင်းကင်မှာလွတ်ပြီးတော့ပြတယ်ဘယ်သူကလွတ်ပြတာလဲသောနာရသေးကြီးကလူမပါဘဲနဲ့သူ့ရဲ့တကိုးကိုပြတဲ့အနေနဲ့ကောင်းကင်မှာရေထမ်းတဘုံရဲ့တဘိုးရဲ့လွတ်ပြီးတော့ပြလိုက်တယ်ပြိတ္တကြီးတူတူပြောမယ်နော်အဲ့ဒါလိုပြတဲ့ခါကျတော့ပြိတ္တကြီးရဲ့သောနာယတိကြီးရဲ့အစွမ်းကိုလည်းပဲဒီတရားတစ်ပါးတော့မင်းတွေကအကုန်လုံးသိသွားကြပြီသိမသွားဘူးလားကဲတို့တို့ပြောကြအောင်ပြိတ္တကြီးရဲ့အဲ့ဒါလိုသိသွားတဲ့ခါကျတော့သူတို့အဖေတွေမေးနေတဲ့ကျောင်းသင်္ကန်းကိုရောက်သွားကြတယ်ဆိုကြစို့ဟုတ်လားအဲ့လိုရောက်သွားကြတဲ့ခါကျတော့ပြိတ္တကြီးသောနာယတိကြီးကအဖေနဲ့မေကိုအရင်ဆုံးသွားပြောတယ်အဖေနဲ့အမေဟောမှာညီလေးနန္ဒနဲ့တရားတစ်ပါးသောမင်းတွေကကျွန်တော်တို့ရှိကိုရှီတက်ပြီးတော့လာနေပါပြီဒါကြောင့်မလို့အဖေကဟောဒီမြင်းတဲ့နေရာမှာထိုင်နေပါအမေကဟောဒီနေရာမှာထိုင်ပါသားကဒီနေတဲ့နေရာမှာထိုင်မယ်ဆိုပြီးတော့တာမိတာဘ3ယောက်ကျောင်းသင်္ကန်းထဲမှာထိုင်နေကြတယ်ထိုင်နေဘူးလားအဲ့တော့ပြိတ္တကြီးရဲ့ပထမဦးဆုံးဘသူက6တယ်လဲဆိုလို့ချင်းမနောဇမင်းကြီးကဒီယတေကြီးကို6တယ်အရှင်ဘုရားအရှင်ပြောရီတော်ထဲမှာဘာလို့လုံနေတာလဲဘုရားလို့မေးတဲ့အခါကျတော့ငါမိခင်ဘာခင်တွေကိုပြုစုလုံကျွေးပြီးတော့ဟောဒီတော်ထဲမှာနေနေတာတဲ့ပြိတ္တကြီးဘသူကပြောတာလဲသောနာယတေကြီးကပြောတာမိခင်ဘာခင်တွေကိုလုံကျွေးပြီးတော့ဟောဒီတော်ထဲမှာနေနေတာဟောဒီတော်ထဲမှာမိခင်ဘာခင်တွေကိုလုံကျွေးပြီးတော့နေနေတာသာအကြီးဆုံးဆိုတာမိခင်ဘာခင်ရဲ့တောင်းဝင်တွေကိုယူရမယ်။ဒါအကြီးဆုံးဆိုတာအဖေရဲ့တောင်းဝန်အမေရဲ့တောင်းဝန်ညီမရဲ့တောင်းဝန်ညီရဲ့တောင်းဝန်ဆွေမျိုးရဲ့တောင်းဝန်မိတ်ဆွေရဲ့တောင်းဝန်ဆိုတာသာအကြီးရဲ့တောင်းဝန်ပါ။ပိဋကကြီးဘသူရဲ့တောင်းဝန်နဲ့လဲအဲဒီနေရာမှာဦးဇင်းတို့တွေ့ရတယ်။သာအကြီးဆိုတာမိခင်ဘာခင်ရဲ့အမှုကိစ္စတွေမိသားစုရဲ့အမှုကိစ္စတွေဆွေမျိုးတွေရဲ့အမှုကိစ္စတွေဆိုတာသာအကြီးရဲ့တောင်းဝန်ပါဟုတ်ရဲ့လားအဲ့တော့ဒီတရားနာပြည်သက်ထဲမှာသာအကြီးတွေပါတယ်ဆိုရင်လည်းပဲမိခင်ဖခင်တွေရဲ့တောင်းဝန်တွေကိုမထမ်းဆောင်သင့်ဘူးလားသာအကြီးတွေကပူပြီးတော့ထမ်းဆောင်သင့်တယ်ပေါ့နော်အဲ့တော့လည်းပြည်သက်ကြီးရဲ့မိခင်ဖခင်တွေရဲ့တောင်းဝန်သာအကြီးရဲ့တောင်းဝန်ပါဆိုတာသိသွားတဲ့အခါကျတော့မနောဇမင်းကြီးနဲ့တကွတရားတစ်ပါးသောမင်းတွေကသောနာယတိကြီးကိုကြီးညိုသွားပါတယ်ဟုတ်လားပထမတော့ကသူတို့ကနန္ဒကိုကြီးညိုနေတာအခုကျတော့နန္ဒကိုမကြီးညိုတော့ဘဲနဲ့သောနာကိုကြီးညိုသွားတယ်အကိုကြီးကိုကြီးညိုသွားတယ်ပေါ့လေဟုတ်ရဲ့လားအဲ့တော့ညီလောက်တဲ့ပုဂ္ဂိုလ်ကဒီတရားတစ်ပါးသောမင်းတွေနဲ့အကိုကြီးကိုတောင်းပန်ပြီးတော့အကိုကြီးကခွန်းလို့သွားပြီဆိုလို့ချင်းအဖေနဲ့အမေကိုလှုပ်ကျွေးမယ်ဆိုပြီးတော့သူရည်မှန်းထားခဲ့တာသူ့ရဲ့ရည်မှန်းချက်တွေအောင်မြင်သေးရဲ့လားမအောင်မြင်တော့ဘူးတဲ့သူ့နောက်မှာပါလာတဲ့တရားဓမ္မတော်မင်းတွေကလည်းပဲသူ့နောက်မှာမရှိတော့ဘူးအကိုကြီးကိုကြီးညိုသွားကြပြီအဲ့ဒါလို့သူဘာစဉ်းစားလဲဆိုတော့အကိုကြီးရဲ့ပထမတော့ကျွန်တော်ဟာအဖေနဲ့အမေကိုပြုစုလှုပ်ကျွေးမယ်ဆိုပြီးတော့လာခဲ့တာအခုတော့အဖေနဲ့အမေကိုပြုစုလှုပ်ကျွေးခွင့်မရတော့ဘူးဆိုတော့အကိုကြီးကိုပဲကျွန်တော်လှုပ်ကျွေးပါတော့မယ်ဘယ်သူကိုလှုပ်ကျွေးမှလဲဒါကြောင့်မလို့ဦးဇင်းတို့ခုနအစကပြောခဲ့တာလေအကိုကြီးတွေအမကြီးတွေဆိုတာကိုဘောမှာကျေးဇူးရှိမရှိဘူးလားဒါကြောင့်မလို့ညီလို့တဲ့နန္ဒပုဂ္ဂိုလ်လေးကအကိုကြီးကိုကျွန်တော်ပြုစုလှုပ်ကျွေးပါမယ်အဖေနဲ့အမေကိုပြုစုလှုပ်ကျွေးခွင့်မရဘူးဆိုရင်အကိုကြီးကိုပြုစုလှုပ်ကျွေးပါမယ်မပြောဘူးလားတခါကြီးဒကမကြီးတို့မှအကိုကြီးတွေအမကြီးတွေရှိရင်ကျွန်တော်ပြုစုလုပ်ကြွေးပါမယ်ကျမပြုစုလုပ်ကြွေးပါမယ်လို့ပြောရပါမလားပြောရပါမလား
ပြောရမှာပေါ့ဦးဇင်းတို့ပေါ်မှာကျေးဇူးများတယ်လေဟုတ်လားအဲ့တော့သူကအဲ့လိုအကိုကြီးဘုပဲကျွန်တော်ပြုစုလို့ပြုတော့ပါမယ်လို့လျှောက်တဲ့အခါကျတော့အကိုလုံးတဲ့ပုဂ္ဂိုလ်ကလည်းပဲညီလေးရဲ့စကားကိုနှစ်သက်သွားတယ်ဘသူကနှစ်သက်သွားတာလဲသောနာဆိုတဲ့ယသိကြီးကညီလေးရဲ့စကားကိုနှစ်သက်သွားတယ်ဒါကြောင့်မလို့ညီလေးမင်းဟာကျေးဇူးပေါ်မှာယူတရားမယ်ကျေးဇူးကိုလုံကျွေးပြုစုရမယ်ဆိုတဲ့ဒီတရားတွေကိုလည်းပဲမင်းကသိတယ်ဒါကြောင့်မလို့အဖေနဲ့အမေကိုအကိုကြီးသွားပြီးတော့ရှောက်ပေးမယ်အဖေနဲ့အမေကိုသွားပြောပေးမယ်တကယ်လို့အဖေနဲ့အမေကဖွင့်ပြမယ်ဆိုလို့ရှင်မင်းအဖေကိုဖြစ်စေအမေကိုဖြစ်စေမင်းလုံကျွေးပါအကိုကြီးကအဲ့လိုပြောပြီးတော့ပထမဦးဆုံးအမေကိုသွားပြီးတော့ပြောတယ်မိခင်ကြီးရဲ့အမေရဲ့တာနန္ဒာမိခင်ဖခင်တွေကိုလုံကျွေးကြမှာလေလို့ပြောနေတယ်အဲ့ဒါအမေတို့အဖေတို့နှစ်ယောက်တည်းကဘယ်သူကိုလုံကျွေးရမလဲအဲ့ဒါလိုပြောတဲ့အခါကျတော့ပြိတ္တကြီးမိခင်လို့တဲ့ပုဂ္ဂိုလ်ကဘာပြောတယ်လဲဆိုတော့တာရဲ့ငါသားလေးငါစီကခွဲသွားတဲ့အခါတည်းကအမေမှာပူဆွေးတော့ကရောက်နေရတာဘသူကပူဆွေးတော့ကရောက်တာလဲအမေလို့တဲ့ပုဂ္ဂိုလ်ကပူဆွေးတော့ကရောက်နေရတာအဲ့ဒါကြောင့်မို့လို့တဲ့တကယ်လို့ငါသားကြီးကဖွင့်ပြမယ်ဆိုလို့ရှင်ငါရဲ့သားလေးနန္ဒကိုလက်နှစ်ဖက်နဲ့ပွေဖက်ပြီးတော့ဦးကောင်းလေးကိုနမ်းချင်ပါတယ်ဘသူကပြောနေတာလဲမေလို့တဲ့ပုဂ္ဂိုလ်ကသူ့သားလေးနဲ့ဖွဲခွာရတာ9နှစ်ကျော်longကြာတဲ့ခါကျတော့သူ့ရဲ့သားလေးကိုလွမ်းဆွပြီးတော့အဲ့ဒါသူ့ရဲ့သားလေးကိုလက်နှစ်ဖက်နဲ့ပွေဖက်ပြီးတော့နှစ်ဘူးလေးကိုနမ်းချင်ပါတယ်အဲ့လိုပြောတဲ့အခါကျတော့သာခွင့်ပြုပါတယ်တာကြီးကပြောတဲ့အခါကျတော့ပြိတ္တကြီးရဲ့အဲ့ဒီမှာနန္ဒာယတိလေးကိုလက်နှစ်ဖက်နဲ့ပွေချီပြီးတော့ဥကောင်းလေးကိုနမ်းပါတယ်ဘသူကနမ်းတာလဲအဲ့ဒီလိုနမ်းတဲ့အခါကျတော့သူ့ရင်ထဲမှာအနည်းနဲ့အလားလားဝေခွာနေရတဲ့တာကြောင့်ဖြစ်နေတဲ့ပူဆွေးတော်ကတွေငြိမ့်အေးသွားပါတယ်ငြိမ့်အေးမသွားဘူးလားသာသမီတွေကိုနဲ့ဝေခွာသွားလို့မိဘတွေခံစားရတဲ့ခံစားမှုအပူဟာပိသက်ကြီးကြီးမားပါတယ်မကြီးမားဘူးလားအဲ့ဒီအပူတွေဟာအခုတော့ငြိမ်းသွားပြီတဲ့ပြီးတော့မိခင်လို့တဲ့ပုဂ္ဂိုလ်ကြီးကဘာထပ်ပြီးတော့ပြောတယ်လဲဆိုလို့ရှိရင်တာရင်ဟောဒီငါသားလေးကိုငါပြန်တွေးလိုက်ရတဲ့အချိန်မှာငါရဲ့စိတ်ထဲမှာဘလို့ဖြစ်သွားတယ်လဲဆိုရင်ဒီတိုက်လာတဲ့အခါမှာညောင်ရနုနုလေးတွေဟာလှုပ်ခတ်နေတယ်လို့ပဲငါရဲ့နှလုံးသားလည်းပဲငါသားလေးကိုတွေ့တဲ့အခါမှာလှုပ်ခတ်သွားတယ်ဒီတက်ကြီးမိခင်ကြီးရဲ့နှလုံးသားလှုပ်ခတ်မသွားဘူးလားသာသမီတွေအသက်တွေဘလောက်ပဲကြည့်ကြည့်ကိုယ့်ရဲ့မိခင်ရှိကိုရရင်အားလုံးဟာကလေးတွေဖြစ်သွားရတယ်ဘာတွေဖြစ်သွားလဲအဲ့ဒါလိုပြောပြီးတော့မိခင်လို့တဲ့ပုဂ္ဂိုလ်ကဘာထပ်ပြီးတော့ပြောသေးတယ်လဲဆိုရင်ပြိတ္တကြီးအမေလေးအမေညာပအိတ်တဲ့ခါကျတော့အိမ်မက်ထဲမှာငါသားလေးနန္ဒာပြန်လာရဲဆိုလို့အမေမအာရဝန္တာနဲ့ပြောလိုက်ရတာငါသားလေးရဲ့သူ့ရဲ့သားကြီးကိုသူကပြောပြနေတာနော်အမေရဲ့အိမ်မက်ထဲမှာငါသားလေးနန္ဒာပြန်လာရဲဆိုလို့အမေရဲ့အိမ်မက်ထဲမှာပြောလိုက်ရတာငါသားရဲ့အိမ်မက်ကလည်းလန့်လို့သွားပြီဆိုတဲ့ခါကျတော့တကယ်မဟုတ်ဘူးအိမ်မက်ဖြစ်နေတယ်ဆိုရဲလည်းသိရောအမေမှာပူဆွေးတော့ကရောက်ပြီးတော့ခံစားလိုက်ရတာဒိဋ္ဌိကြီးဘယ်သူကပြောတာလဲမိခင်ဖခင်တွေရဲ့သာသမီပေါ်မှာထားတဲ့မေတ္တာပေါ့ဗျာဟုတ်ရဲ့လားတော့သာသမီတွေကိုနဲ့ဝေခွာသွားပြီဆိုရင်အဲ့ဒီသာသမီတွေကိုလည်းပဲပြန်ပြီးတော့မြင်ချင်းကြတယ်တွေ့ချင်းကြတယ်မမြင်ချင်းမတွေ့ချင်းဘူးလားအဲ့ဒါလိုလျှောက်ပြီးတဲ့ခါကျတော့မိခင်လောက်တဲ့ပုဂ္ဂိုလ်ကဘာထပ်ပြီးတော့ပြောလဲဆိုလို့ချင်းတကယ်လို့ငါသားလေးနန္ဒဟာပြုစုလှုပ်ကြွေးခြင်းနဲ့ဆိုလို့ချင်းအဖေနဲ့အမေနှစ်ယောက်ရှိတဲ့အထက်မှာသူပြုစုလှုပ်ကြွေးခြင်းတဲ့ပုဂ္ဂိုလ်ကိုပြုစုလှုပ်ကြွေးခွင့်ရပါစေဆိုလိုတာကပြည့်တဲ့တကယ်လို့သူကအဖေကိုလှုပ်ကြွေးမယ်ဆိုပြီးတော့ဆုံးဖြတ်ထားရင်လည်းပဲအဖေကိုလှုပ်ကြွေးပါပြီးတော့လည်းပဲငါ့ကိုလည်းပဲလှုပ်ကြွေးပါနားလည်လားပြည့်တဲ့အဖေကိုလှုပ်ကြွေးမယ်ဆိုရင်လည်းပဲလှုပ်ကြွေးခွင့်ပေးလိုက်ပါပြီးရင်လည်းပဲငါ့ကိုပါလှုပ်ကြွေးပါပြိတ္တိသာသမီရဲ့လှုပ်ခါကိုစားခြင်းလို့မဟုတ်ပါဘူးသာသမီရဲ့လှုပ်ခါကိုစားခြင်းတော့ဟုတ်ရဲ့လားသူတို့ကဘာလဲဆိုလို့ရှိရင်သာသမီတွေနဲ့အတူတူနေထိုင်နေတာသာသမီတွေနဲ့ဘာလုပ်ချင်တာတော့အဲ့ဒါကြောင့်မလို့ဦးဇင်းတို့လောကဆွေးစကားနဲ့ပြောရမယ်ဆိုလို့ရှိရင်သစ်ပင်အိုတော့အမြင့်ဆွေးတယ်သစ်ပင်အိုတော့ဘာဖြစ်တော့လူအိုတော့အရှင်းဝေးတယ်လူအိုတော့ဘာဖြစ်တော့
မိခင်ဘာခင်နေအိုလာပြီဆိုရင်သာသမီတဲ့မြင့်မြတ်တွေကအနာကိုမကတ်ရှင်တော့ဘူးကတ်ရှင်သေးရလားအဲ့ဒါမိခင်ဘာခင်အိုကြီးတွေကငါသားလေးလာပါအောင်ငါသမီးလေးလာပါအောင်ဆိုပြီးတော့အဲ့ဒါတကြောကြောနဲ့ပေါ်နေရတာဟုတ်လားအဲ့တော့တကယ်လို့ငါသားလေးအလိုရှိမယ်ဆိုလို့ချင်းသူ့အဖေကိုလုံကျွေးခြင်းနဲ့ဆိုရင်လည်းပဲလုံကျွေးပါပြီးရင်လည်းပဲငါ့ကိုပါတခါတည်းလုံကျွေးပါပိဋကကြီးမိဘကိုလုံကျွေးခွင့်ရမသွားဘူးလားအမေကိုလုံကျွေးခွင့်ရမသွားဘူးလားရသွားပြီနော်အဲ့ဒီမှာအကိုလုံတဲ့ပုဂ္ဂိုလ်သောနာကဘာပြောတယ်လဲဆိုတော့ညီလေးရင်မင်းတို့အရန်ကံဟောတာပဲကွာမိဘကိုလုံကျွေးခွင့်ရတယ်ဆိုတာကနတ်ပြည်နတ်ရွာကိုယာခြင်းရဲ့အကြောင်းပဲပိဋကကြီးဘာယာခြင်းရဲ့အကြောင်းပဲလေမိခင်ဖခင်ကိုပြုစုလုံကျွေးခွင့်ရတယ်ဆိုတာလဲတဲ့ကုသိုလ်မှမဟုတ်တာပိဋကကြီးဟုတ်ရဲ့လားနတ်ရွာသူတိကိုယာခြင်းရဲ့အကြောင်းတရားတွေအဲ့ဒါလုံးလည်းပိဋကကြီးရဲ့မိခင်ဖခင်ကိုပြုစုလုံကျွေးတာအယံကံကောင်းတယ်ဒီလိုနဲ့ပြောပြီးတော့တရားဓမ္မတော်မင်းတွေကိုဌာနပြုခိုင်းတဲ့သီလဆောက်တည်ခိုင်းတဲ့ဒီလိုလေးပြောပြီးတော့ပိဋကကြီးရဲ့အဲ့ဒီမှာသူတို့သာမိတဘာ၄ယောက်ကွယ်လွန်နေစာရောက်တဲ့အခါမှာအားလုံးသောပုဂ္ဂိုလ်တွေဟာဓမ္မကြီးမှာသွားပြီးတော့ဓမ္မကြီးဖြစ်ကြပါတဲ့။ဘာတွေဖြစ်ကြတဲ့။မိခင်ဘာခင်ကိုပြုစုလုံကျွေးတဲ့ပုဂ္ဂိုလ်တွေဘယ်ကိုရောက်သွားသလဲ။ဓမ္မကြီးကိုရောက်သွားတဲ့တရားဓမ္မတော်မင်းတွေကပြည့်တဲ့ကြီးဘယ်ကိုရောက်သွားတယ်လဲဆိုရင်လက်ကြီးကိုရောက်သွားကြတယ်။ဒီတဲ့အခါမှာဘယ်ကိုရောက်သွားလဲ။ဒါကြောင့်မို့ပြည့်တဲ့ကြီးရဲ့ဟောဒီလောကကြီးမှာရှိနေတဲ့လောကအမွေတွေကိုပြန်ပြီးတော့လူမနေကြပါနဲ့လူရမှာလားအမေတွေအဖေတွေဆိုတာနတ်ရွာသူတိကိုပေးတတ်တဲ့အကြောင်းတရားတွေဖြစ်ပါတယ်ဒါကြောင့်မလို့အမေတွေအဖေတွေကိုကိုယ်တတ်နိုင်တဲ့လောက်ကျွေးမွေးပြုစုလူရဆောင်ကြောက်ပြီးတော့လှုပ်ကြွေးကြမယ်ဆိုလို့ရှိရင်တရားဓမ္မတို့ဦးဇင်းတို့တွေဟာနတ်ကြီးနတ်ရွာတွေကိုမရောက်ကြမှာလားရောက်ကြမှာလားဒါကြောင့်မလို့ဒီနေ့ကစပြီးတော့အမွေလူကိုစဉ်းစားမှလားအမေလူကိုစဉ်းစားမှလားအမွေလူကိုစဉ်းစားမှလားအဖေလူကိုစဉ်းစားမှလားဒါကြောင့်တရားနာပြည့်တဲ့မိသားစုအပေါင်းသူတော်ကောင်းတို့သည်ယနေ့ချိန်မှာစပြီးတော့အမေနဲ့ဖေကိုပြုစုလုပ်ကျွေးနိုင်ကြသောသာသမီများဖြစ်နိုင်ကြပါစေလို့ဆန္ဒပြုပြီးတော့ယနေ့ဦးဇင်းတရားကောင်းစဉ်ပေးထားတဲ့အမွေမလူပါနဲ့အမေလူပါလို့အမည်ပေးထားတဲ့တရားဒေသနာတော်ကိုဂါရလေးရွတ်ပြီးတော့အဆုံးသတ်ကြရအောင်ဘဝတုသဘာမင်္ဂလာရက္ခဏုသဘာဒေဝတာသဘာဗုဒ္ဓ ानु ဘာဝေနတရတုကိဘောတုတေဘဝတုသဘာမင်္ဂလာရက္ခဏုသဘာဒေဝတာသဘာဓမ္မာနုဘာဝေနတရတုကိဘောတုတေဘဝတုသဘာမင်္ဂလာရက္ခဏုသဘာဒေဝတာသဘာသံဃာနုဘာဝေနတရတုကိဘောတုတေဧတုမာကံတေတောယံသတောယံသူပေါင်းသူတော်ကောင်းတို့သာတာအလုံးသောတတ္တဝါနန္တတို့အားဧတုမာကံတေတောယံယတောယံသူပေါင်းသူတော်ကောင်းတို့သာတာတရားနာပိဋကမိသားစုပေါင်းသူတော်ကောင်းတို့သာတာအလုံးသောတတ္တဝါနန္တတို့အားသဗ္ဗမင်္ဂလာလောကီလောကုတ္တရာကောင်းဆုံးဟုသမျှမင်္ဂလာဘဝတိဘဝတုကောင်းစွာမသွေဖြစ်ပါစေတည်းသဗ္ဗဒေဝတာမိမိတို့ခန္ဓာကိုယ်မှာဆောင်းကြနေကြကုန်သောနံမိမိတို့အိမ်မှာဆောင်းကြနေကြကုန်သောနံမိမိတို့သာသနာမိမိတို့ဘဝမှာဆောင်းကြနေကြကုန်သောနံမြတ်နာကောင်းနာပေါင်းတို့ကလည်းပဲရက္ခဏုကောင်းစွာမသွေဆောင်းလျှောက်တော်မူနိုင်ကြပါစေကုန်တည်းသဗ္ဗဗုဒ္ဓ ानु ဘာဝေနအင်္ဂါဝလူသက်စုမကပွင့်တော်မူကြတဲ့ဆူဆူသောဘုရားရှင်တို့၏တကုတိသောအနုဘောတော်တို့ကြောင့်၎င်းသဗ္ဗဓမ္မာနုဘာဝေနမလိရံဘုရိရံနိဗ္ဗာန်ပရိယတိဟုဆိုသောစေတံသောတရားတော်မြတ်တို့၏တကုတိသောအနုဘောတော်တို့ကြောင့်၎င်းသဗ္ဗသံဃာနုဘာဝေနမဂရံလေးယောက်ပလထံလေးယောက်ဆိုသောရှင်အောင်သောရိယသံဃာတော်ရှင်မြတ်တို့နှင့်တကားသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့နှင့်ပြည့်စုံတော်မူကြတဲ့သမုဒိတံဃာတော်ရှင်ကောင်းရှင်မြတ်ပေါင်းတို့၏တကုတိသောအနုဘောတော်တို့ကြောင့်၎င်းတရဏနေယောညမဘကမဆိုင်ရှင်ရှိတိုင်းရှင်ရှိတိုင်းသူကေကိုယ်စိတ်နှပြချမ်းမာချမ်းသာခြင်းချီကြကုန်သည်ဘဝတုဘဝတုကောင်းစွာမသွေဖြစ်တော်မူနိုင်ကြပါစေကုန်တည်းဆိုင်ဦးရှင်အဲ့ဒီဓမ္မပူဇာဘဝကမ္မတွေကိုဒီဒေါယံကံကလမ်းပြင်ဖို့တော့ဦးရှင်အကုန်လုံးလို့ရှင်ဒေါယံကြီးပါမှာအကျိုးတော်ဆောင်ကတူမှ
ဒုယံကနာလန်းတင်ရင်အတွက်အမွေမလူပါနဲ့အမေလူပါတရားဟောင်းတင်ပြီးရရှိသောဓမ္မဘုရားလူတော်ဝင်ငွေကို23သိန်း1000ကျပ်ကိုဒုယံကနာတင်ရင်အတွက်ဆရာတော်ကလူတန်းတွေကျိုးတော်တော်တို့မှလက်ခံပေးပါရန်ဘေးစားစွာဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာသာဓုသာဓုသာ